ဘေကုတိုင်ဘေကုမြို့ဥဒ္ဒမြို့သိချမ်းမြေမြင်ကျောင်း၌တွင်တို့ဥပုသ်သတင်းသီလကျင့်သုံးခံယူစောင့်တည်ရန်ရောက်ရှိလာကြကုန်သောဥပုသ်သတင်းသီပေါင်းတော်ကောင်းတို့ဓမ္မဒါနအမတဒါနအနေအားဖြင့်ပေးလူဟောကြားအပ်သည်အောင်ခြင်း၈ပါးတရားတော်နာလာဂီရိစိန်အောင်တော်မူခံတရားဒီနေ့ဘုရားတို့ဟောမှာဖြစ်ပါတယ်အဲကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဘဝခရီးတစ်လျှောက်မှာအောင်ခဲ့ဘုံတွေကိုအောင်တော်မူဘုံတွေကိုအာယုံပြုပြီးတော့ဘုန်းကြီးတို့ဒီနေ့နာလာဂီရိစဉ်အောင်တော်မူခံဓမ္မကတာဒေသနာမဟောကြားသိပြီမနာကြားသိပြီမှာမြတ်စွာဘုရားထံမှာအောင်စုတွေတောင်းပြီးတော့ဒီနေ့ဓမ္မပလင်ကိုဘုန်းကြီးတို့စတင်ပွင့်ကြရအောင်အလုံးပရိသတ်ပေါင်းတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အောင်တော်မူဘုံတွေအာယုံပြုဘုန်းကြီးကဓမ္မသနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အောင်တော်မူဘုံတွေကိုရွတ်ဆိုပြီးတော့ဓမ္မသဘင်စတင်ပွင့်ကြရအောင်မာရံရကံကတံသောရံစိတ်သမနင်းစသစ္စကံနာဂံဗကံဇီနောဇီနိဟောတုမေတယမင်္ဂလံဇီနောအောင်သူတကာတို့၏အထွတ်တမောအုပ်ရှောင်းဘုံခေါင်ဘုံပြရှင်တော်မြတ်ဘုရားသည်မာရင်စာဂိရိမေခလာရှင်မကကိုလင်းသွားတဲ့စီပလင်ကြီးဝဲလေကြီးမိုးကြီးပြပူမီနဲ့မောင်ကြီးတန်ဒါကမကျွင်းပြစ်ခခွင်းလျက်ချင်းတိတ်တပလင်များမှာအမြန်ထလောစိမ့်မြညိုလွင်ဘောဓိပင်နဲ့ပလင်တော်သားထင်ရှားပင်သင်္ကန်းမဲ့ဆိုင်ငါသာပိုင်ကိုဆွဲကိုင်လက်နဲ့ရဲစင်မဲ့ဖြင့်အောက်ထဲဝင်းရန်သောညဝအတန်ဟိကျွေးမရင်ကျေးသည်ယံမေတ္တမာနမင်းကို၎င်းယခင်စာဓမ္မောလံမိုမိမိုးကိုရွာဖြိုးသွန်ချရမ်းမိကြသောဒေါသပြင်းထန်ငါဗိမာန်မှာအမြန်ထွက်သွားနေရအာတိတရားကင်းกว่าကြံကြုတ်စွာသာအာလာဝကဒေသထံပြင်းဘလူမင်းကို၎င်းတခြင်းစာအစွဲထက်ချွန်အရဲမွန်လျက်ရှင်ချစ်သိနှင်းသုံးလို့မင်းကိုအတင်းအကြဝိညာဉ်ပြအောင်ထိုးသန်းအံ့ငါတမီလာသာတောင်ရှိနီးနီးဆင်ပြောင်ကြီးကို၎င်းစောရင်စာတုံးဒီဖြင့်ခရီးဝေးကွာသုံးယူသနာကိုလင်းသွားပြေးစွာတော်မြိုင်တန်းကလူဖန်းလက်ဖြသိအောင်သတ်၍နာယကကြောမွေးမယ်တော်ကိုမြင်တော်ဆိုင်ဆိုင်ဓာဖြင့်လိုက်၍မခိုက်တွင်ဘုရားရှင်ကိုအသင်ဆောင်ဝေးဘဲကြောင့်ပြေဟုဒါယိပြကတမီလာသည့်အင်္ဂုလိခေါ်သခိုးကြောကို၎င်းသိမ္မာနိစာအလွန်ကောက်ကျစ်ဒိဋ္ဌိညစ်တို့အပြည့်ရှားကြံမကောက်ညာဖြင့်စီမံဆုံးဖြစေလွတ်လာ၍ပရိသတ်ထဲအချက်ကွဲအောင်စွန်စဲတတ်စွာစိမ့်သမားဟုသင်ညာဖော်ထုတ်မိမယုတ်ကို၎င်းဒေသကင်စာမစင်မပြူဒိဋ္ဌိယူဖြင့်မြည်သူကိုများမမချပဲဝါရရင်ပြိုင်သူကပိုင်အောင်အနိုင်လွမ်းမှုအယူဆိုသည့်ဒိဋ္ဌိမျိုးမှသစ္စကပရပိုက်ကို၎င်းနာကင်စာဒေါသလွမ်းမှုမျက်ဆောင်ထိုးကအယိုးကြီးမှခွဲပြားကြသို့တေရထံပြင်းနံတော်ပနန္ဒနဂါမင်းကြီးကို၎င်းဘဂင်စာဉာဏ်မြင်ကင်းกว่าအတ္တသာဟုမိစ္ဆာလွမ်းမှုယူဆိုသည့်တကောအရာဟုထိန်ပြောင်ကြီးပကပြမကြီးကို၎င်းအာဇီနီဒိဋ္ဌိကိုချဒေါသကိုပယ်မန္တွယ်ကိုချိုးသရာဖြိုး၍ရှေခိုးဒုက္ခပြပြကြအောင်ဆုံးမသွန်တင်အောင်မွဲတော်ဆင်ခဲ့လေပြီဧတေနသစ္စာဝိသေနဤသို့ဘုရားရှင်များဖြင့်ဘုံခုံကျေးဇူးကုန်ကိုယုံကြည်မယွင်းနှလုံးသွင်းလျက်အောင်ကြီးရှိချက်ဂုံတော်နဲ့ကိုနှုတ်မြဲပေါ်ကြသစ္စာတကားကြောင့်မေဘုရားတပည့်တော်အားဒေတော်ဝါကံသောတာတိုင်သရာစိမ့်၍ကျိန်ကျိန်ညွနုဓမ္မယုံပလင်ဥသို့ရွှေမြူတရာဆက်ရောက်လာကြသည့်သင်တရားနာပရိသတ်ပေါင်းတော်ကောင်းတို့အားတရားမင်္ဂလာ
အဝတိတ်နေအောင်နမိတ်ဝေပြအောင်တေးသာအပေါင်းသည်ဟောတုစင်စစ်မသွေဖြစ်နိုင်ကြပါစေကုန်သတည်းဆိုလိုက်ပါဘေးသားရဲ့နာလာဂီရိမီရှိကြညာကျန်တန်စွာလမြင့်မြတ်စင်ပါမုံရရမှုယူတဲ့အခါမြတ်ဖရာတန်ညာစေလို့ရှာတတဝါများတနာကျင်နာယာဟုလာသမချမှန်စွာဗုဒ္ဓမြတ်ဖရာထားတဲ့မေတ္တာဆင်မြောင်ကြီးအပြီးဖြစ်လျက်လားမူမိုက်ပြေပြောက်ရှင်းမောက်တော်မှာလူလိုသိညာသုံးပါးယရနာဘာသာဘာဝဥချာနေရှာအခေါင်နေအောင်ခြင်းမင်္ဂလာကဇံတောင်ငါးလုံးကားခိုတဲ့ရာဇဂိုလမ်းမသို့ဆွမ်းရဖို့မြတ်ကြွတော်မူစေတို့ဘုရားရှင်ပရမေမြတ်ကိုလာအသေးသမဟဲ့လို့ဒေဝရဆရာနဲ့အဇာတတတကတို့ကမာနဗမာဆိုစရာဖြင့်ထိုးလိုက်ဟုဒုံရိုက်ကသွင်းနာလာဂီရီဆိုတဲ့စင်မင်းကြီးကိုလည်းပဲဇိနောဇယံယခင်ခေတ်အခါကဘာဝအလီလီကအစင်မကွာမိခဲ့ရပါတယ်မေတ္တာပါရမီဒီဟုသောတရားဓမ္မဖြင့်ဘုရားကနိုင်ပြီပရိသတ်ရဲ့ဘုရားကပိုင်ပြီအော်တို့ဘုရားကပင်အောင်းမြင်တော်မူခဲ့ပါပေသတည်းနာလာဂီရိရှင်အောင်တော်မူခံကိုစရင်ဘိဓုပိသယရှင်ဒေဝဒတ္ထလို့ခေါ်တဲ့ဒေဝရအကြောင်းကမပါလို့မရဘူးဒီနာလာဂီရိရှင်ကိုဘယ်သူလွတ်တာတော့ဆိုရင်ဒေဝဒတ်လွတ်လိုက်တာရသော်ဘုရားနဲ့ဒေဝဒတ်တိရောက်ဖတ်တော်တဲ့ညီကိုတဝင်းခွဲရသောတရားရဲ့မောင်းဒေဝဒတ်ဟာရသောတရားရဲ့မောင်းအဲ့ဒါမြတ်စွာဘုရားပရမဘောဓိမိဂရာဝါဆိုတဲ့မိဂရောကနေပြီးတော့ရာဇဂိုမြို့ကိုမြတ်စွာဘုရားကြွတယ်ဘယ်သူပြစ်လို့ကြွတာတော့ဗိမိသာရမင်းကြီးပြစ်လို့မြတ်စွာဘုရားကြွတာအဲ့ဒါမြတ်စွာဘုရားရာဇဂိုမြို့ကြွပြီးတော့ဘုရားပဲပြန်လဲကပိလုကိုပြန်တယ်အဲ့ဒီရာဇဂိုနဲ့ကပိလုကြားထဲမှာအနုပိယလို့ခေါ်တဲ့တည်းဥယျာဉ်ကြီးရှိတယ်ထိုတည်းဥယျာဉ်တွင်းမှာမြတ်စွာဘုရားတရင်သုံးနေတော့ဒေဝဒတ်တို့အုပ်စုလိုက်လာပြီးတော့အဲ့ဒါဘုရားသာနာတော်ဝင်လို့ဒေဝဒတ်သင်္ကန်းဝတ်တယ်ဒေဝရသင်္ကန်းဝေပြီးတော့ဒေဝရတိမြတ်စွာဘုရားရဲ့သာသနာတော်မှာဝိပဿနာဒုရလို့ခေါ်တဲ့ဝိပဿနာတရားဘာဝနာအလုပ်ပေါ့ဘာဝနာဆိုတဲ့နေရာမှာဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့မှတ်သားထားရမှာကဝိပဿနာဘာဝနာနဲ့သမထဘာဝနာဆိုပြီးတော့နှမျိုးရှိပါတယ်သမထဘာဝနာအားထုတ်လို့ရှိရင်သမထကဘာရတယ်ဇံရတယ်တဲ့ဇံဆိုတာလောကီဇံတွေကိုပြောတာသမထပေါက်တယ်သမထအောင်တယ်ဆိုတာအဲ့ဒါဇံရတဲ့ပုဂ္ဂိုလ်တွေသမထအောက်သမထပေါက်ရင်သမထအောင်ရင်ဇံရတယ်အဲ့ဒါကောင်းကင်ပြန်နိုင်တယ်မြေရှုံးနိုင်တယ်ခန္ဓာကိုယ်ဘွားတွေဖန်ဆင်းနိုင်တယ်အဲ့ဒါဒေဝရဟာသမထကနေဝိပဿနာကိုမကူးပဲနဲ့သမထမာတယ်မဲ့ဒေဝရဟာကျင့်တတ်နေပြီးတော့သူစိတ်ထဲဘယ်လိုဖြစ်လဲအထင်ကြီးလာတယ်ဩနောင်တော်ကြီးဘုရားလည်းကောင်းကင်ပြန်နိုင်တယ်ငါလည်းခုကောင်းကင်ပြန်လို့ရတာပဲဒီလိုဘာဖြစ်တာလဲဒေဝရစိတ်ထဲမှာမန်နေတက်လာတယ်သူရထားတာကလောကီဇံအဲ့ဒါနောက်တော့သူဘာလုပ်လဲမြတ်စွာဘုရားထံမှာသာသနာတော်ကြီးကိုတောင်းတယ်အရှင်ဘုရားအနာယူတပည့်တော်သာသနာတော်ဆိုတော့ဘုရားကဟဲ့နင့်ပေးလို့ဖြစ်ဘူးတာရိပုတ္တရာတို့မောက္ခလန်တို့တော်သာသနာမလွှဲခဲ့ဘူးဘုရားအရာနင့်ပေးလို့မရဘူးမြတ်စွာဘုရားကအချိန်ချင်းတားတယ်ဒေဝရမရဘူးဘုရားတိုင်နောက်ဆုံးတော့ဘာဖြစ်လဲမြတ်စွာဘုရားကိုစိတ်ဆိုးတယ်ဒေါသအာဃာတဘာမို့တဲ့တာရိပုတ္တရာတို့မောက္ခလန်တို့လက်ဝဲတော်ရင်လက်ရတော်ရင်မြောက်သားထားပြီးတော့ငါကြတော့ဘာပွဲဘာကုံမှမပေးပဲနဲ့ဆိုပြီးတော့
အဲ့ဒါမြတ်စွာဘုရားကိုသူသိဆိုးတယ်သိဆိုးတာဒေါသပဲအဲ့ဒီဒေါသဖြစ်နေတဲ့ကြားထဲမှာကိုဘုရားယာတုခဏခဏထတောင်းတော့မြတ်စွာဘုရားကဒေဝရကိုမိန့်တော်မူလိုက်တဲ့စကားတစ်ခုရှိတယ်ဒေဝတတခေလတကာဟဲ့တွေးစားတဲ့ဒေဝရကြီးလို့ဘုရားကပြိဿကြားတဲ့ဒီလိုပြောတာသူအဲ့ဒါဘုရားကိုတော်စိတ်နာသွားတယ်အဲ့လိုညင်ညပပတွေးကိုငါစားတယ်လို့ပြောတယ်ဒီဘုရားဆိုပြီးတော့မြတ်စွာဘုရားမိန့်တော်မူတဲ့ရည်ရွယ်ချက်ကတွေးစားဆိုတာယဟန္တာကြီးများစွန့်ပစ်ထားတဲ့လာဘတက္ကာယလလဘဘုံကြီးချောင်းဒါတွေကိုယဟန္တာကြီးတွေကလောဘဒေါသမောဟမာနရာဂကိလေသာတွေပယ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ယဟန္တာကြီးတွေကစွန့်ပစ်ထားသောဒီလောကဘွယ်သူခုံတို့တွေကိုဒီဒေဝတ္တတိမဲ့မောနေတဲ့အတွက်ကြောင့်မလို့သူများစွန့်ထားတဲ့တွေကိုတောက်စားတာနဲ့တူတူပဲလို့မြတ်စွာဘုရားကဒီရည်ရွယ်ချက်နဲ့ပြောတာကိုဘုရားရည်ရွယ်ချက်ကိုဒေဝရသဘောမပေါက်ဘဲနဲ့ငါ့ကိုလူကြားထဲမှာတွေးစားလို့ပြောရမလားဆိုပြီးတော့ဒေဝရဘုရားပေါ်မှာအာဃာတတွေထားပါတယ်အဲ့ဒါနောက်ဆုံးတော့မြတ်စွာဘုရားကိုသာသနာတော်ပုံကံမှုကြီးလှုပ်ကြံပါတယ်ဘုရားကိုလှုပ်ကြံတယ်ပေါ့ပရမတစ်ချက်အနေနဲ့မြတ်စွာဘုရားကိုလှုပ်ကြံတာကအရတတထံသွားပြီးတော့ဘာလို့လဲလေးသမားတွေတောင်းတယ်အများသမားတွေနဲ့အဲ့ဒါဘုရားသစ်ပင်အောင်သတင်းသုံးနေတဲ့အချိန်မှာဘုရားမြားနဲ့သွားပြစ်သက်ခိုင်းနေသို့တော်မြတ်စွာဘုရားပြိဋိဘံမစမ်းပါဘူးအဲ့ဒီများသမားတွေလေးသမားတွေအကုန်လုံးကြွတန်းဝင်သွားကြတယ်အဲ့ဒါသူမကျေနပ်လို့ဒုတိယတစ်ချိန်မရေတိုက်မြတ်စွာဘုရားကိုအဲ့ဒါသူကြံတာဘာလို့တာလဲအခုနာလာဂိရိစင်နဲ့တိုက်တတ်မှာအဲကြောင့်နာလာဂိရိစင်အကြောင်းကိုပြောရင်ဒေဝဒဋ္ဌရဲ့အကြောင်းအရာကိုမပြောဘဲနဲ့ခြံထားလို့မရဘူးဒါကြောင့်ဘုန်းကြီးတို့ကဒေဝဒဋ္ဌအကြောင်းအရာကိုပြောတာအဲ့ဒါသူစိတ်ထဲဘယ်လိုဖြစ်လဲယဟန်ဂေါတမကရုပ်သောအပြောကောင်းသူများတွေတတ်ခိုင်းလို့လည်းမတတ်ရဲကြဘူးသူကိုယ်တိုင်လည်းပဲမြတ်စွာဘုရားကိုလှုပ်ကြံမှုကြီးတစ်ခုလှုပ်တယ်လေးစကုတ်တောင်ပေါ်တက်ပြီးတော့မြတ်စွာဘုရားကိုကြောင်းကောင်းဆင်တတ်တယ်ဒါဝိတို့ဟောပြီးသားတရားတွေပါဟိုဝိဘတ်တော်12ပါးမှာဒါကအကျက်ပါပြီးသားတွေထားလိုက်တော့ဒါကအနုတန်တေစအောင်ဘုန်းကြီးနည်းနည်းလေးပြန်ပြောပြအဲ့တော့ငါကိုယ်တိုင်တတ်လည်းမသိလေးသမားတွေမြတ်သမားတွေသွားပြီးတော့ပြတ်သက်ခိုင်းတော့လည်းမသိဒီတက်ကတဏှာကျင်နာမှုကင်းပြီးတော့လူစိတ်မရှိတဲ့တိရစ္ဆာန်ကိုသတ်ခိုင်းရရင်ကောင်းပဲလို့အဲ့လိုအကြံရပြီးတော့ဘိယတိုက်ဒေဝရဘေကိုလာလဲမကရရွှေနှန်းတော်ရာဇဂိုအဇာတတဘယင်ထံကိုအဇာတတဘယင်ထံကိုဒေဝဒဋ္ဌရောက်လာပါတယ်ရှင်ဒေဝရရောက်လာပြီးတော့အဇာတတရဲ့ဆက်ရခန်းကံကိုဝင်ပြီးတော့ရာဇဂိုဘယင်အဇာတတမင်းများဆရာတော်ကိုအကူညီပေးပါဦးအကူညီသွားတောင်းတာဘာသာလောက်တာလဲအကူညီသွားတောင်းတာဆရာတော်အကူညီပေးပါဦးဆရာတော်ဗာများကူညီရမလဲမိန့်တော်ပါဦးဖေဟာဆိုတော့မင်းကြီးရဲ့နာလာဂိရိစင်စိုးကြီးကိုလွတ်ပြီးတော့နောက်နေမနဲ့ယဟန်ဂေါတမနဲ့တန်ဃာတော်တွေရာဇဂိုမြို့တဲ့ဆောင်းငံဝင်လာတဲ့အခါမှာနေခိုင်းပေးပါဘယ်လိုလဲလုပ်ပေးနိုင်မလားသာရတသူသွားပြီးတော့သာရတကလည်းဘာပဲလဲမှန်မှဖြစ်နိုင်ပါတယ်ဖေဟာဒါဖြစ်ရင်မြန်မြန်လေးနော်မှန်ပါဆိုပြီးတော့အဲ့ဒါအဇာတသကဘာလုပ်လဲခုချက်ချင်းပဲအမိန်တော်မြတ်သတ်မှပြီးတော့မူပါမယ်ဆိုပြီးတော့ချက်ချင်းပဲပြေးနိုင်စင်နှိမ့်တွေကိုခေါ်ပြီးတော့ဟဲ့အမောင်စင်နှိမ့်တို့မင်းတို့ဟောဒီဆရာတော်အရှင်ဒေဝဒဋ္ဌပြောဆိုညွှန်ကြားတဲ့အတိုင်းလောက်ကြတာမနေ့ပြင်ကမနေ့ယဟန်ဂေါရမနဲ့သံဃာတော်တွေဆုံးခံလာတဲ့လမ်းမှာနာလာဂိရိစဉ်လွတ်ပြီးတော့နင်းသစေလို့ဆိုပြီးတော့အဲ့ဒါဘေးတိုင်းအဇာတသကလည်းပဲအမိန်တော်တရားထုတ်ပြန်ပေးလိုက်တယ်မိန်တော်တရားထုတ်ပြန်ပေးလိုက်တော့ခုနတော့ကဘုန်းကြီးတို့ရှင်ဒေဝဒဋ္ဌကဟဲ့ရှင်တိုင်းနေမင်းတို့နေကြအောင်ငါမေးတရားရှိတယ်အဲ့ဒီနာလာဂိရိစင်ကြီးကိုခါတိုင်းနေ့ဆိုလို့ချင်းအရက်ဘယ်နှအိုးတိုက်တယ်လဲ8အိုးပါဗျာဩနာလာဂိရိစင်ကသူကအရက်သမားစင်ကြီးပဲတိုက်အရက်တိုက်ရတယ်သူတနေ့တိုင်းမိုးနေတာတခါတောက်ရင်နာလာဂိရိစင်ကအရက်8အိုးကုန်တယ်မနေ့ပြင်ကတကူကြီးတဲ့ယဟန်ဂေါတမကိုသတ်ရမှဖြစ်တဲ့အတွက်ကြောင့်မို့လို့မူးလေပို့ပြီးတော့ရမ်းလေပဲဒါကြောင့်မို့လို့စစ်အိုးနဲ့မလုံလောက်ကိုကတဆတက်၍16အိုးတိုက်နော်ဒေဝရကညွှန်ကြားတာဘယ်သူကညွှန်ကြားတာလဲနှစ်ဆတက်ပြီးတော့မူးလေရမ်းလေမူးလေရမ်းလေအဲ့ဒါကြောင့်ရမ်းပြီးတော့ဘုရားနင်းသားအောင်လို့ဆိုပြီးတော့အဲ့ဒါအရက်16အိုးတိုက်ကောင်းလာပါပြီဘုရားဆိုပြီးတော့အဲ့ဒါဆင်လေးတွေနန်းတော်တွေကထွက်အဲ့တော့ဘုရားသားကြီးဒီနေရာလေးဘုန်းကြီးတို့စိတ်လေးကိုနည်းနည်းစမ်းစစ်ကြည့်ကြရအောင်ပေါ့စိတ်တက်ကလေးကိုနည်းနည်းလေးစမ်းစစ်ကြည့်ကြရအောင်ပေါ့စင်တိုင်းနေရဲ့စိတ်ဟာဘာစိတ်ပေါက်သွားတော့ဆိုရင်အဲ့ဒါတိရစ္ဆာန်စိတ်ခေါ်တယ်ဘာစိတ်လဲဘုရားသားတိရစ္ဆာန်တို့ရဲ့တန်တာမှာကုသိုလ်စိတ်ဆိုတာမရှိဘူးရှိသလား
ဒါကြောင့်ဘုန်းကြီးတို့ရောစတော်ဘုရားကြီးမိန့်တော်မူတဲ့စကားခဏခဏဘုန်းကြီးပြောမှုတယ်ဟဲ့လူယုံနဲ့တိရစ္ဆာန်စိတ်မဖြစ်စေနဲ့လူယုံနဲ့တိရစ္ဆာန်စိတ်မဖြစ်စေနဲ့လူဆိုတာအတ္တနာထမနတိဇာနာတိတိမနုဿောကုသိုလ်အကုသိုလ်မှခွဲခြားသိပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့တလူလူတလွင့်လွင့်နဲ့အထက်တက်နေရမှာကိုကုသိုလ်ကောင်းမှုတွေမေ့သွားလို့ရှိရင်လူရဲ့တဏ္ဍာမှာကုသိုလ်ဖြစ်ပြီးမဖြစ်အကုသိုလ်ဖြစ်တာပဲအဲ့ဒါကိုရောစတော်ကြီးကဗာပြောလဲလူယုံနဲ့တိရစ္ဆာန်စိတ်မဖြစ်စေနဲ့အခုထိုစင်ထိန်တို့ဒီပြေးတဲ့ယုတ်ကတော့လူယုတ်ပဲသို့တော့စိတ်ကဘာစိတ်ဖြစ်သွားတော့ဆိုတိရစ္ဆာန်စိတ်ဖြစ်သွားပြီတဲ့စင်ထိန်တွေလည်းပြေးတဲ့စင်တင်းကုတ်ထဲလည်းပြန်လဲသွားကြရောရှင်ဒေဝရကနန်းတော်ကနေထွက်ရှင်တင်းကုတ်ထဲသုံးနဲ့လိုက်သွားဘာဖြစ်လို့လိုက်သွားတာတော့စိတ်မချလို့ဘာဖြစ်လို့လိုက်သွားတာလဲဒါသာသနာတော်မှာနောက်ဆုံးပုံကံမှုကြီးပဲဘုရားလောက်ကြံမှုကြီးပဲဒီကနောက်ဒေဝရဘာမှမလောက်ကြံတော့ဘုရားဒါအောင်မြင်သူဘုရားဖြစ်ပြီပဲအဲ့ဒါနဲ့သုံးနဲ့နန်းတော်ကနေစင်တိုင်းနေနောက်လိုက်သွားပြီးတော့ဘာသွားပြောတော့ဆိုလို့ချင်းဟဲ့ဒကာတွေငါဘာဘုန်းကြီးလဲဆိုတာမင်းတို့သိတယ်နော်ပါဝါပြတာပြေးတိုင်းဘာပြတာလဲငါဘာဘုန်းကြီးလဲဆိုတာမင်းတို့သိတယ်မို့လားမှန်သိပါတယ်ဗျာဘာဘုန်းကြီးတို့ကမင်းဆရာပါဗျာမင်းဆရာရာဇာတိရာဇဂုရုခြေတော်ကဘိန်းတို့ပေးတာပေါင်းတော်ကောင်းတို့ကြားဖို့မှာရာဇာတိရာဇဂုရုဆိုတာအဲ့ဒါမင်းဆရာတွေကိုပေးတဲ့ဘွဲ့ပဲဒီနေ့ကတော့အဲ့ဒီရာဇာတိရာဇဂုရုမရှိဘူးပဲတိုင်းရှိတာကမဟာရထဂုရုအဘိဒဇမဟာရထဂုရုအဘိဒဇမဟာရထဆိုတာမဟာဆိုတာကြီးတော့ရထဆိုတာတိုင်းပြည်ဂုရုဆိုတာဆရာတိုင်းပြည်ရဲ့ဆရာတဲ့အဘိဒဇမဟာရထဂုရုဆိုတာတိုင်းပြည်ရဲ့ဆရာတော့မင်းဆရာမဟုတ်ဘူးမင်းဆရာဆိုရင်ရာဇာတိရာဇဂုရုဆိုတဲ့ဘွဲ့ရမှာဒါမင်းဆရာခေါ်တယ်ဒီနေ့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဆက်ကနေတဲ့ဘွဲ့အမြင့်ဆုံးဘွဲ့ကအဲ့ဒါအဘိဓိဒမဟာရထဂုရုဆိုတာမဟာရထဆိုတာရထဆိုတာတိုင်းပြည်ပဲတိုင်းပြည်ရဲ့ဆရာဒီဆရာတော်ကြီးတွေကတိုင်းပြည်ရဲ့ဆရာလို့ဒီလိုသုံးတာဘွဲ့ပဲအခုတော့မင်းတို့ငါဘာတော့ဆိုတာသိလားသိပါတယ်ဗျာဘာတော့ကမင်းဆရာပါဗျာအေးမင်းဆရာဆိုလို့ရှိရင်မင်းနဲ့အကျွမ်းဝင်တယ်မှန်သိပါတယ်ဗျာအဲ့တော့မင်းကယာရုတခါကြီးဒီမင်းကြီးဒီပုဂ္ဂိုလ်ကြီးကိုယာရုတိုးပေးဆိုလို့ရှိရင်မင်းကတိုးပေးမှာဒီပုဂ္ဂိုလ်ကိုယာရုချဆိုလို့ရှိရင်ငါပြောရင်မင်းတရားကငါပြောတဲ့အတိုင်းတသွေးမသိလိုက်လို့တယ်မင်းတို့ဒါငါအကြောင်းသိတယ်နော်မှန်သိပါတယ်ဗျာအဲ့ဒါမင်းတို့ယာရုတက်ဖို့ယာရုကြဖို့ဆိုတာငါလက်ထဲမှာပဲရှိတယ်အဲ့တော့မင်းတို့ဘယင်မင်းတရားပြောတဲ့အတိုင်းတသွေးမသိလိုက်ပြီးတော့လို့ငါအမိတ်နောက်တစ်ခုထပ်ပေးမယ်နာလာဂီဆင်းကိုဘုန်းကြီးတို့ပြေးတိုက်ရိုတဲ့သွားအရက်ဝဲမင်းတို့ရှိတဲ့အရက်ရှိအိုးနဲ့မလာဘူးဆက်စားအိုးဝဲအဲ့ဒါဝဲပြီးတော့မူအောင်တိုင်တော့မနဲ့မိုးလင်းလို့ဂေါရမယဟန်မြို့တဲကိုလာတယ်လို့အတန်ကြားတယ်နဲ့နာလာဂီဆင်းကိုထုံးနဲ့ပတ်ပြီးတော့တကားလေးအဲ့ဒါလွတ်ပြီးတော့ဆိုပြီးတော့အဲ့ဒါအရက်မိုးတွေပါတွေပေးကမ်းခဲ့ပြီးတော့ဒေဝရကျောင်းတော်ပြန်ကြွမကြခင်ပြေးတိုက်မြို့တော်တဲ့မောင်းတူနဲ့အမိန်တော်ထုတ်ပြန်တယ်တဲ့တိုက်သူပြည်သားလူအများတို့မနေ့ဗျာမနေ့နာလာဂီစင်စိုးကြီးကိုအရက်တိုက်ပြီးတော့ရာဇဂိုလမ်းမကိုလွတ်မှဖြစ်တဲ့အတွက်ကြောင့်မြို့ရင်းလမ်းပေါ်လူသူအသွားအလာလုံးဝမရှိစေရဘယင်အမိန်တော်လူတွေထိခိုက်မှကြောက်လို့အသာတဘယင်ကအမိန်တော်ထုတ်တာပညာပြီးတော့မှလွတ်တာပဲကနာလာဂီစင်နာလာဂီစင်ကြီးလွတ်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့တိုင်းသူပြည်သားတွေလမ်းပေါ်မှာဘယ်သူမှမရှိစေရအကုန်လုံးကိုယ့်ရင်ထဲကိုငြိမ်ဝှက်ပြီးပြားသွားနေတာလို့ဆိုပြီးတော့အမိန်တော်ထုတ်တော့အဲ့ဒီအမိန်တော်လဲကြာရောပြေးစားရေယရနာသုံးပါးကြည်ညိုစည်းကတဲ့ဒကာတော်မတွေကဝေလေးဝင်ကြောက်ပြေးသွားရောဝေလေးဝင်ကြောက်ပြေးသွားပြီးတော့အဲ့ဒါမြတ်စွာဘုရားကိုလျှောက်တဲ့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားမနေ့ပြန်ရာဇယုံမြို့တွင်ကိုနာလာဂီဆင်စိုးကြီးကိုအရက်တိုက်ပြီးတော့လွတ်มาတဲ့ဘုရားအဲ့ဒီစင်ကြီးကအရက်မမူးပဲနဲ့တောင်မှပင်ကိုစိတ်ကကြမ်းတမ်းနေတာအရက်မူးပြီးလားဆိုရင်တော့တွေ့တဲ့လူတွေနင်းသားပါလိမ့်မယ်ခင်ဗျာဒါကြောင့်မနေ့ပြန်ရာဇဂိုမြို့တဲ့ဆွမ်းငံမကြွပါနဲ့ခင်ဗျာတပည့်တော်တို့အိမ်ကနေဆက်ပြုတ်ပြီးတော့ကျောင်းကိုလာကပ်ပါမယ်တပည့်တော်တို့ရဲ့ဆွမ်းကိုအလို့ခံတော်မူပါခင်ဗျာလို့ရာဇဂိုမြို့သူမြို့သားတွေကမြတ်စွာဘုရားကိုသွားလျှောက်တယ်အဲ့တော့ဘုန်းကြီးတို့ဘုန်းကြောင့်ပါတဲ့ဘုရားရှင်ကိုတော်မြတ်ကငြိမ်သက်စွာဖြစ်ဆုံးကိုအလူခံလိုက်ပါဘာမှဘုရားကမပြောဘူး
ဘုန်းကြီးတို့မြတ်စွာဘုရားကိုဆွမ်းသားပေးတဲ့အခါမှာငြိမ့်နေရင်အဲ့ဒါလက်ခံတယ်လို့အဲ့ဒီလိုသဘောပေါက်အဲ့ဒါမြတ်စွာဘုရားဒီဆုံးကိုလက်ခံတယ်ဒါပေမဲ့ရာဇဂိုမြို့တဲကိုတော့ငါဘုရားမကြွဘူးလို့မြတ်စွာဘုရားကနှုတ်တော်ကဘာမှမိန့်တော့မမူဘူးဒီတော့မနေ့အာယုံကျင်းလို့လင်းပြီဆိုတော့မြတ်စွာဘုရားဒီတတ္တလောကအလုံးကိုဆင်ញံတော်ကိုယ့်ရဲ့ဖြန့်ကျက်ပြီးတော့ကြည့်တော့မူလိုက်တဲ့အခါမှာဘုရားရဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့အာယုံထဲမှာနာလာတိစင်စိုးကြီးပေါ်လာဒီစင်ကြီးကငါဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုနာကြားရပြီလို့ရှိရင်တိရစ္ဆာန်စိတ်ကနေလူစိတ်ပေါက်ပြီးတော့ကောင်းကျိုးဒုက္ခတွေရလိမ့်မယ်ဒီစင်ကြီးကိုအကြောင်းပြုပြီးတော့ငါဟောတဲ့တရားကိုနာကြားရတဲ့ရာဇဂိုမြို့သူမြို့သား74,000တို့ဟာလည်းပဲကြွတန်းဝင်လိမ့်မယ်လို့ဘုရားရှင်ကိုရောမြတ်မြင်တော်မူတယ်အဲ့ဒါကိုဘိန်းတော်မြေသားပေါင်းတော်ကောင်းတို့ဒီနေရာမှာပြောရင်းနာကအဲ့ဒါဘုရားကျေးဇူးအပြုခံရတာတနည်းပြောရင်ဘုရားအကြည့်ခံရတာဘုရားဘာလို့တာခံရတာဘုရားကြည့်ခံရတာတဲ့မနေ့မိုးလင်းတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကညီတော်အာနန္ဒာကိုခေါ်တော်မူတယ်จิตตအာနန္ဒာရာဇဂိုမြို့ရင်းမှာရှိတဲ့ကျောင်းတိုက်ကြီး18တိုက်ကသံဃာတွေအလုံးကိုအခုချက်ချင်းသွားခေါ်တဲ့ရာဇဂိုမြို့မှာပြည်တဲ့ကျောင်းတိုက်ပေါင်း18တိုက်ရှိအဲဒီ18တိုက်သောကျောင်းတိုက်ကသံဃာတော်တွေအကုန်လုံးဝေလို့ဝရွှေကျောင်းအကုန်လာစုငါဖယားနဲ့အတူဆွမ်းခံလိုက်ရမယ်စိတ်သားသွားပြောပါမိန်တော်မူလိုက်တော့ပြည်တိုင်းအာနာလည်းသုံးနဲ့အဲ့ဒါဆက်ချင်းမဲ့သံဃာတော်တွေတပါးတကြောင်းဝင်တကြောင်းတဲ့သွားပြီးတော့ကျောင်းတိုင်း18တိုက်အကုန်လုံးသံဃာတော်တွေအတိသွားပြီအတိသွားပြီးတော့ဒုသံဃာတော်များစုယုံရောက်လာတဲ့အခါမှာမြတ်စွာဘုရားသည်ဥဆောင်ပြီးတော့ရာဇဂိုမြို့တဲကိုဆွမ်းခံကြွတော်မူပါတယ်ဆွမ်းခံဆိုပေမဲ့လို့ပြည်တိုင်းဆွမ်းကိစ္စကြွတော်မူလာတာမဟုတ်ပါဘူးဆွမ်းခံကျောင်းမှာစီစဉ်ပြီးသားတရားဓမ္မတွေလက်ကမှာတို့တော့ဒီနေရာမှာဘုန်းကြီးတို့မနေ့ဆွမ်းခံကြွချင်းမို့လို့ဆွမ်းခံကြွတယ်လို့ပြောနေတာဘုရားနဲ့သံဃာတော်များကိုဖူးတွေ့လိုက်ရတဲ့တရားဓမ္မတွေကအလွန်ပဲဝမ်းသာကြည်နူးပြီးတော့သံဃာတန်းကြီး18တိုက်ကသံဃာတွေဆိုတော့အများကြီးပေါ့ဘုရားသားကြီးအဲ့ဒီသံဃာတန်းကြီးဖူးတွေ့ရတော့တရားဓမ္မတွေကလည်းစိတ်ထဲမှာကြည်နူးပြီးတော့သူတို့လည်းအပြင်ထွက်ကြပရမအမိန့်ကတော့အပြင်မထွက်နဲ့ဒါတသကကျင်ညာတာအဲ့ဒီလိုမြတ်စွာဘုရားနဲ့သင်္ဃာတော်များကြွတော်မူလာတယ်ဆိုတဲ့တည်းကိုတစ်ဖက်ကလုံးကြံသတ်ပြဖို့အမိန့်ပေးထားတဲ့ရှင်ဒိဋ္ဌိကသိလဲသိရောဘုရားသားရဲ့အရက်16အိုးတိုက်ထားလို့ထိမ့်မနိုင်သိမ့်မရဖြစ်နေတဲ့နလာဂိရိရှင်ကြီးကိုရှင်တင်းကုတ်ထက်ကနေလွတ်လိုက်တယ်နလာဂိရိရှင်ကြီးကအမိကိုထောက်နှဝန်းကိုမြောက်နေရွယ်ကြီးတဝဲဝဲနဲ့တောင်ကြီးတို့လိမ့်လာတယ်တဲ့လိမ့်တဲ့တကားလဲခန္ဓာကိုယ်ကြီးကလည်းအကြီးကြီးပဲအရက်ကလည်းမူးနေတာနှမောင်းကြီးထောင်ပြီးတော့အော်ပြီးတော့ပြေးတိုင်းဘုရားနဲ့သံဃာတော်များကြွားတော်မူလာတဲ့ရာဇဂိုလမ်းမကိုရောက်လာအဲ့လိုရှင်ကြီးတဟုန်တို့ပြေးလာတာကိုမြင်တော့ကျောင်းတိုင်း18တိုက်ကလိုက်လာတဲ့သံဃာတော်တချို့ကိလေသာမကင်းသေးတဲ့ဘုဒ္ဓရှင်သံဃာတော်တွေကအဲ့ဒါမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားရှင်ကြီးလာနေမှာပြီဘုရားလမ်းပဲပေးရင်ကောင်းမယ်ကိုရောလမ်းပြောင်းပြီးပြေးကြသောနောက်ကသံဃာတော်တွေကကြောက်လို့ပြေးတာကြီးဆင်လာတာတွေ့တော့ဘုဒ္ဓရှင်သံဃာတွေကြောက်သလားမကြောက်ဘူးလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုရားတော်ပြေးတာကိုဘုန်းကြီးတခုပြောအောင်မယ်အဲ့ဒီဘုရားကနဲ့မှစိတ်ထားတဲ့ဆရာတော်ကြီးဥတိလောကဆိုတာအဲ့ဒါတက်ချတောင်ဆရာတော်ကြီးပုံပဲအဲ့ဒီတက်ချတောင်ဆရာတော်ဘုရားကြီးကဟောဒီဘုန်းကြီးတို့ကတိလောကတရားတိလောကမှာတဲ့စိတ်လှိုင်းကူတော်ဘုရားကြီးဒီအခုဒီနာကဓမ္မယုံရှင်ကတောင်းတောင်လေးထဲမှာဆရာတော်ကြီးသတင်းသုံးသွားတယ်အဲ့ဒါတက်ချတောင်ဆရာတော်ဥတိလောကဆိုတာဟိုယဟန္တာနဲ့ပုဂ္ဂိုလ်ဒုများဆိုတဲ့သာဝထဲမှာပါတယ်ဓမ္မစီရဥထဲလိုက်ရေးတာဒီဆရာတော်ကြီးကြောင့်ဘုန်းကြီးခဏခဏပြောဘူးတယ်ဟိုတော့မှဘုရားသုံးဆင်ကလူတွေကဒီကြောင့်ဥတိလောကကြောင့်နဲ့ခေါ်တာအဲ့ဒါဆရာတော်ကြီးမရှိတဲ့နောက်ဂျပန်ခေတ်ဘုံတွေပါတယ်ကြာပြီးပြည့်စည်သွားပြီးတော့ရှိတဲ့ကျောင်းအဆောင်အုံကြီးတစ်ခုကိုတော့ဟိုတိုက်ပေါ်မင်းကျောင်းဆရာတော်ကရွှေ့သွားပြီးတော့အဲ့ဒီတိုက်ပေါ်မင်းကျောင်းမှာဆောက်ထားတာကိုယ်တည်းရှိတယ်အဲ့ဒီကျောင်းဟောင်းကြီးကဒါတွေကရွှေ့သွားတဲ့ကျောင်းနဲ့အဲ့ဒါမင်းကျောင်းဆရာတော်ကိုယ်တိုင်ပြောတာအဲ့တော့ဘုန်းကြီးပြောချင်တာကအဲ့ဒီဆရာတော်ဥတိလောကအကြောင်းအရာလေးနည်းနည်းလေးပေါ့လေဒီဆင်နဲ့ပတ်သက်လာလို့ဆရာတော်ဥတိလောကဟာလေဒီဆရာတော်ဘုရားကြီးရဲ့တပည့်ရင်းဆရာတော်ဥတိလောကဆရာတော်ဥပန္တိတလေဒီပန္တိတကတော့လူထွက်သွားတယ်သူကလူထွက်သွားပြီးတော့ဆရာဥမောင်ကြီးဆိုပြီးတော့MA မဟာဝိဇ္ဇာဆရာဥမောင်ကြီးဆိုပြီးတော့လေဒီပန္တိတဆရာဥမောင်ကြီးဆရာတော်ဥမောင်ကြီးတို့နဲ့လေဒီပန္တိတတို့နဲ့တန်းနဲ့ပေါ့ဆရာတော်ဥတိလောကဆရာတော်ဥတိလောကပရိယတိစာပေသိတ်တော်တယ်
ကျန်နေပါလေရေးတယ်ပန္တိတဝေဒနီကျမ်းဆိုတာစိတ်သားဘုန်းကြီးမှာသာဝတိသာဝရတိရှိတယ်ပန္တိတဝေဒနီကျမ်းဆိုတာတော်တော်ကောင်းတယ်ရေးရတဲ့သာဝအဲ့ဒါစာရီခဏခဏရေးပြီးတော့နေတော့လေဒီတော်ကြီးကဆုံးပါတယ်မုံရောင်မှာနေတော့ကဟဲ့မောင်တိလောကမင်းဟာပရိယတ်တိပဲအာထုတ်နေတယ်မင်းပရိပတ်တိလည်းအာမထုတ်ဘူးမင်းဟာအသိမဲရှိတယ်မင်းအသိမှမရှိပဲတဲ့လေဒီတော်ကြီးကဒီလိုပြောတော့ဆရာတော်ဥတိလောကကလေဒီကိုစိတ်ထိုးတယ်လေဒီတော်ကြီးကိုငါ့ကိုမနေသေးခြင်းလို့ပန္တိတို့ကိုမြောက်သားခြင်းလို့ဖြစ်တတ်တဲ့ကဘာဝပေါ်ပြီးတိုင်းပုရုဇဉ်ဆိုတော့ငါကိုဒီတိုက်ထဲမှာမနေသေးခြင်းလို့ငါပြောတာငါတော်တဲ့ထွက်ပြီးတရားအထုတ်ခိုင်းတာသူတပည့်တွေမြောက်သားခြင်းလို့လေဒီပန္တိတတို့ကိုမြောက်သားခြင်းလို့လေဒီကောဝိဒတို့လေဒီပန္တိတတို့ဇာတပိတကြီးတွေလေဒီတိုက်ထွက်တွေကအဲ့ဒါနဲ့ဆရာတော်ဥတိလောကကလေဒီသတော်ကြီးကိုစိတ်မကောင်းဖြစ်တယ်စိတ်ခိုးပြီးတော့လေဒီပန္တိတတို့ကိုမြောက်သားတယ်ဆိုပြီးထင်ပြီးတော့ဆရာတော်ဥတိလောကကဘယ်လိုပြောခဲ့တော့ဆိုတော့ဆရာတော်တပည့်တော်တပိတ်တစ်လုံးသင်္ကန်းသုံးတယ်နဲ့တရားအထုတ်မယ်တပည့်တော်ကောင်းကင်ကနေပြီးတော့ဆရာတော်ရှိကိုပြန်မလာနိုင်မချင်းတပည့်တော်လေဒီပြန်မလာတော့ဘူးဒီလိုကြင်ညာပြီးတော့ဘိယတိုင်အဲ့ဒီပုံထဲမှာမြင်တဲ့အတိုင်းတောင်ဝင်းတစ်ချောင်းရဲ့တရင်နဲ့ပကုံးပေါ်တင်ရတာအဲ့ဒါတရင်နဲ့ခေါ်တယ်တရင်နဲ့ဆိုတာဘုန်းကြီးတို့နေကတိုင်းမှာဖင်ခုထိုင်တာသားကောင်ရဲ့တရင်နဲ့ချုပ်ထားတာအဲ့ဒါပကုံးပေါ်တင်ရတာအဲ့ဒါတရင်နွယ်လို့ခေါ်တယ်အဲ့ဒါမှဒါအဲ့ဒါတပိတ်တစ်လုံးတောင်ဝင်းတစ်ချောင်းသင်္ကန်းသုံးတယ်တရင်နွယ်တစ်ခုနဲ့ဘိယတိုင်လေတီကနေပြီးတော့မုံရွာကနေပြီးတော့ကြွတော့မူလာတာဘယ်ရောက်သွားလဲကြိုက်ထို့တစ်ခတ်တောင်ကိုရောက်တယ်ဘယ်လိုပြောဆိုအဲ့ဒီကြိုက်တို့သစ္စာတောင်းမှတို့ဆရာတော်ဥတိလောကသည်ဝိပဿနာတရားတွေကိုနေလန်းကာလပြင်းပြင်းထန်ထန်အထုတ်တော်မူတာအဲ့ဒါဘယ်တော့ထိအောင်အထုတ်တော်မူတော့ဆိုလို့ရှိရင်အဲ့ဒီဆရာတော်ကလေးတိုင်စင်လေးနဲ့ဝါလေးတွေခင်းပြီးတော့အထုတ်တာဟောပသိမ်ကနေပြီးတော့မြို့အုပ်မင်းတွေကပသိမ်မှာကာယောဂါကြီးဆိုင်နေတော့လေဒီသတော်ကြီးစာရေးတယ်လေဒီဆရာတော်တပည့်တော်တို့ပသိမ်မှာကာယောဂါကြီးဆိုင်နေလို့ကြွပါဗျာဆိုတော့လေဒီသတော်ကြီးကဟဲ့ငါကြွလာလို့မဖြစ်သေးဘူးလောလောဆယ်ဆယ်မင်းတို့အဲ့ဒီပလိကာယောဂါကြီးကိုရှင်းပေးနိုင်တာငါတပည့်တစ်ပါးရှိတယ်။တေချာတောင်းမှာဥတိလောကလို့ခေါ်တယ်အဲ့ဒါသွားပင့်ဆိုပြီးတော့အဲ့ဒါသွားပင့်ခိုင်းတော့သွားပင့်တာဥတိလောကကိုဆရာတော်ဥတိလောကကအဲ့ဒီချိန်မှာမလုပ်လဲတရားမှတ်နေတာဝါလေးတိုင်းစင်းပေါ်မှာနာယီပေါင်းမြောက်များစွာစောင့်တော်လည်းပဲမလုံးမရှင်းနဲ့နေတော့ဟဲ့ဖလားသမဘာဖို့များဝင်သားနေလားမသိဘူးတော့အကြာကြီးတောထဲမှာရှင်တွေကလည်းကိုက်အဲ့ဒါနဲ့ဒီဆရာတော်ကြီးဓာဝင်သားနေတာလားဗလသမဘာဝင်သားနေတာလားမသိဘူးဆိုပြီးတော့ဆရာတော်ကြီးအောက်ကထိုင်နေတဲ့ဝလုံးတွေစီထားတာလေးတိုင်းတွေကိုနှိကျက်တွေပြုတ်ပြီးတော့ဝလုံးတွေတစ်လုံးပြီးတစ်လုံးဆွဲထုတ်တာဝလုံးနာကုံသွားတယ်ဆရာတော်ကြီးအောက်ကြမလားအဲ့တော့မှဒါတို့ဝလုံးတွေပြန်ထိုးတဲ့ဝလုံးတွေပြန်ထိုးတဲ့နှိတွေပြန်စီတန်ကြီးပြီးတော့မှအဲ့ဒါလျှောက်တာអော်ပြီးတော့ဆရာတော်ကြီးဗျာဆရာတော်ကြီးရဲ့ဆရာတော်လက်ဒီဆရာတော်ဘုရားကြီးအမိန့်တော်စာပါပါတယ်ဘုရားဆိုတော့မှဆရာတော်ကအဲ့လိုသူကတရားအလုတ်ကဖြုတ်ပြီးတော့အဲ့ဒါလိုက်သွားတာထားလိုက်တော့ဒါကတူတူပြောလိုက်တာအဲ့တော့ဒီဆရာတော်ဥတိလောကကသူ့ကိုယ်သူဘလောက်အထင်ကြီးနေတော့ဆိုငါယဟန္တာဖြစ်ပြီဆရာတော်ကလို့ထင်တယ်ထင်တော့လေဒီဆရာတော်ကြီးသူကစာပြန်ရေးတယ်ဆရာတော်တပည့်တော်မက္ကိစ္စဘုတ်ကိစ္စပြီးပြီလို့ထင်နေတယ်တပည့်တော်တော့အဲ့တော့လေဒီဆရာတော်ကြီးကဘာမှမပြောဘူးနောက်ကလေဒီပဏိတခေါ်ပြီးတော့ဆရာတော်ကြီးကဆရာတော်ဥတိလောကကြီးတရားတော်ကိုလာတယ်တေချာတောင်လာတဲ့အခါကျတော့ဟဲ့မောင်ဒီလောကဘုရားမင်းတို့ကြိုက်ထုံနဲ့ကြိုက်တီးကိုနီးနီးလေးကွယ်ငါများစွာဘုရားရဲ့ဆန္တော်နှစုကိန်းဝတ်တော်မူတဲ့ကြိုက်တီးရောဘုရားငါဖူးခြင်းတယ်လေဒီဆရာကမမပို့ပါမယ်ဘုရားဆိုပြီးတော့အဲ့ဒါလေဒီပဏိတရဲ့တေချာတောင်ဆရာတော်ဥတိလောကရဲ့လေဒီဆရာတော်ဘုရားကြီးရဲ့တော်လန်ခရီးကနေပြီးတော့ပြေးတိုင်းကြိုက်တီးကိုသွားဖူးကြဘာသွားဘူးလဲကြိုက်တီရောဘုရားကြီးသွားဖို့တော့တောထဲမှာဘုရားကြီးဆင်ရိုင်းနေနဲ့တွေ့တယ်။ဘာနဲ့တွေ့လဲဆင်ရိုင်းအောက်ကြီးတကားလဲဟူးဆိုអော်ပြီးတော့တောထဲကဆင်တွေထွက်လဲထွက်လာရောဆရာတော်ဥတိလောကနဲ့လေဒီပဏိတတို့ကသစ်ပင်ပေါ်တက်ပြေးတယ်တဲ့ဘယ်တက်ပြေးတယ်လဲအောက်ကလေဒီဆိုတော့ဘုရားကြီးတပါးနဲ့ထားပြခဲ့ပြီးတော့ဘလောက်အားကိုးရတဲ့တပည့်တို့ဆိုတာကြည့်သားအဲ့ဒါဆရာတော်ဥဒိတောကသစ်ပင်ပေါ်တက်ပြေးတယ်လေဒီပါဏိတာကလည်းနေတဲ့သစ်ပင်ပေါ်တက်ပြီးတယ်လေဒီဆိုဘုရားကြီးတပါးနဲ့အောက်မှာသတင်းသုံးပြီးကြံနေဆိုတော့ဘုရားကြီးကိုရှောင်ပြီးတော့ရှင်တွေကကွေ့ပြီးတော့သွားတယ်ရှင်တွေလည်းထွက်သွားတော့မှလေဒီပါဏိတာနဲ့ဆရာတော်ဥဒိတောကသစ်ပင်ပေါ်ကဆင်းလာတော့လေဒီဆိုကြီးကပြောတယ်ဘယ်နဲ့လဲမောင်တိလောကဒီမေးခွန်းတစ်ခုပဲမေးတာဘာမှမပြောဘူးဘယ်နဲ့လဲမောင်တိလောကယဟန္တာတို့မြည်ဒီမှာကြောက်စိတ်မရှိဘူးယဟန္တာတို့မြည်ဒီမှာဘာမရှိဘူးလဲ
ဒါပေမဲ့ယဟနာမဟုတ်ဘူးဆိုတာကိုလေတော်ကြီးကသူ့ကိုမပြောတော့လဲပဲပြောပြီးတဲ့ကဲတော့ဘယ်နဲ့လဲမောင်ဒီလောကလို့ဒါပဲမေးလိုက်တာသူ့ကိုသိသွားတာဟာငါမဖြစ်သေးပါလားငါအထုတ်ရအောင်မယ်ကြိုးစားရအောင်မယ်ဆိုပြီးတော့အဲ့ဒါဆက်ကြိုးစားတာအဲ့ဒီတော့အဲ့ဒါယခုလည်းပဲဘုန်းကြီးတို့ပြည်တိုင်းနာဂတိရိစင်ကြီးလွတ်လိုက်တာကိုနောက်ကပုထုဇဉ်တန်ဃာတွေကဘာဖြစ်လဲကြောက်တယ်တဲ့ရောက်တယ်အဲ့ဒါဘုန်းတော်ကြည့်တော်မူတော်မြတ်စွာဘုရားဆင်စိုးကြီးလာနေပြီဘုရားဒီနေ့လမ်းကပြောင်းပြီးတော့ကြွားကြပါသောဘုရားကြွားကြပါသောဘုရားဆိုတော့ဒီတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကရှင်သားတို့မကြောက်နဲ့ရှင်သားတို့မကြောက်နဲ့ငါဘုရားကိုသူများတတ်လို့သေးတယ်ဆိုတာဘုရားတို့ထုံးစံဓမ္မရမရှိခဲ့ဘူးကဲငါဝါလို့တဲစုမကပွင့်တော်မူပြီးတဲ့ဘုရားတွေနောက်ကိုပွင့်တော်မူအောင်မဲ့ဘုရားတွေတဲ့အဲ့ဒီဘုရားတွေကသူတော်ဘာတတ်လို့သေးတယ်ဆိုတာဘယ်တော့မှမရှိဘူးနောင်ကိုလည်းရှိမှမုံဘူးလို့ဘုရားရှင်ကိုတော်မြတ်ကချက်သားတို့ရဲရဲလိုက်ခဲ့ပါလို့အာထာနာမေတ္တံဘိက္ခဝေအနဝါကာသောယံပတုပကမေနတတကတံဇီဝိတံဝရောပေယအနုပကမေနဘိက္ခဝေတတကတာပရိနိဗ္ဗာယံတိဒီသေဒနာတော်ကိုဘုရားရှင်ကိုတော်မြတ်သည်ရာဇဂမြို့လမ်းမပေါ်မှာသံဃာတော်များကိုဟောတာဘယ်သူကိုဟောတာအဲအဲ့ဒါလေးဆိုကြည့်ကြမှာဘုရားသားမြတ်စွာဘုရားဘဒုမလုံးဝသမတိမြတ်စွာဘုရားဘဒုမြလုံးဝသမတိအချိန်ကြမှာသဘာဝငြိမ်းရဧကံမေအချိန်ကြမှာသဘာဝငြိမ်းရဧကံမေဤသို့ပြောကြမှန်စကားကြောင့်ငါအားနှောက်ရှက်အသက်အန္တရာယ်ဘေးကိုဖယ်ပြည့်ပြည့်ကြပါစေမြတ်စွာဘုရားဘဒုမြလုံးဝတတ်မသိအချိန်ကြမှသဘာဝငြိမ်းရဧကံမေဤသို့ပြောကြမှန်စကားကြောင့်ငါအားနှောက်ရှက်အသက်အန္တရာယ်ဘေးကိုဖယ်ပြည့်ပြည့်ကြပါစေအေးဘုန်းကြီးတို့ပိဋကပေါင်းတော်ကောင်းတို့အတ္တနာမေတ္တံဘေကွေအနဝါကာသောယံပတုပက္ကမေနတတကတံဇီဝိတံဝရောပေယအနုပက္ကမေနဘေကွေတတကတာပရိနိဗ္ဗာယံတိတဲ့အဲ့ဒီဂါထာကိုဘုန်းကြီးတို့ပိဋကရွတ်ဆိုလို့ရှိရင်အသက်အန္တရာယ်လက်နဲ့ဘေးရန်အန္တရာယ်ကင်းတယ်တဲ့လက်နဲ့ကွင်းတဲ့ဂါထာတဲ့ဘာကွင်းတဲ့ဂါထာတဲ့ကျတော့ဥဒ္ဒကကြီးကတောင်ပေါ်မှာတရားဟောတယ်တောင်ပေါ်တရားဟောတော့ဆရာကြီးကအဲ့မှာဘာဆိုလဲဟိုဘုန်းကြီးတို့ပပဝရီရဲ့ရှင်မောင်ငန်းကိုဆရာကြီးကအဲ့ဒီမှာတိရကလေးရေးပြီးတော့စိန်ပေါင်းတာသလာတင်ဖို့ပလာလာမုံမုံသဆဆတုံတုံနီကျုံကျုံတို့ယနေ့ဇတ်တော်ထွက်အသင်္ခါလောကြားပင်မှာကိန်းနဲ့တန်နေဆရာကြီးကအဲ့လိုတိရကလေးတွေရုပ်ပြီးတော့တရားဟောတော့အောက်ကတကကြီးတွေကဟဲ့ဒကာကြီးတွေငါဆိုတဲ့တိတာမကောင်းဘူးလားကောင်းပါလေဖေရမလို့ခြင်းဘူးလားလိုခြင်းပါလေဖေရဟဲ့လိုခြင်းလည်းပဲငါကြကောင်းခြင်းသာလည်းပြယူလာခဲ့ကြောက်မှကောင်းခြင်းပေါင်းကမလို့ဒါတော့ဥဒ္ဒေကကြီးပြောလို့အဲ့ဒါတို့ပိဋကပေါင်းတော်ကောင်းတယ်အခုပြောတဲ့အထာဏမေတ္တံဘိခွေနာဝကာသောယံပရုပက္ကမေနတတကတံဇိဝိတံဝရောပေယနုပက္ကမေနဘိခွေတတကတံပရိနိဗ္ဗာယန္တိဒီဂါထာရွတ်ရင်လက်နဲ့အန္တရာယ်ကင်းတယ်တဲ့ဒီဂါထာတော့ရွတ်တဲ့နဲ့နော်လက်နဲ့အန္တရာယ်ကင်းနေတဲ့ဘယ်လိုလက်နဲ့မျိုးမှကိုယ်နာကိုမကြရောက်ဘူးတဲ့ဘေးရအန္တရာယ်ကင်းနေတဲ့ဒါကြောင့်မြတ်စွာဘုရားမြည်သူများလုံးဝသတ်မဲ့တဲ့အချိန်ကြမှာသဘာဝငြိမ်းရဧကံမေဤသို့ပြောကြမှန်စကားကြောင့်ငါအားနှောက်ရှက်အသက်အန္တရာယ်ဘေးကိုဖယ်ပြည့်ပြည့်ကြပါစေရှင်သားတို့ဒီဂါထာရွတ်ရင်ဘေးရအန္တရာယ်ကင်းတယ်အဲ့ဒီလိုမိန်တော်မူပြီးတော့ရှေ့ကိုဆက်ကြွတော်မူပါတယ်လူတွေကရှင်ကြီးကကြမ်းလာတော့အိမ်မောအုံပြန်တဲ့ခေါင်းမိုးပေါ်သစ်ပင်ပေါ်အိမ်မောကနေကြည့်မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့မေတ္တာကိုမယုံကြည်တဲ့လူတွေကတော့ဩယဟန်ကိုရမတော့ဆင်းနှင်းခံရတော့မယ်တဏှာပါတယ်တဲ့ဘုရားတရားတန်ခါမယုံတဲ့ပုဂ္ဂိုလ်တွေက
ဖယားရဲ့စွမ်းအားကိုယုံကြည်တဲ့သူတွေကတော့ဆင်စိုးကြီးကိုလိမ္မာအောင်ဆုံးရတဲ့ပွဲပဲဓမ္မပိသမယကြွတန်းဝင်မဲ့ပွဲကြီးပဲတို့လည်းကြည့်ရခဲ့တဲ့ဟဲ့ဆိုပြီးတော့ကြည့်နေကြဆင်စိုးကြီးနဲ့မြတ်စွာဘုရားရှင်ကိုရမြတဖြည်းဖြည်းနဲ့နီးလာတဲ့ဆိုရင်ပဲနောက်တော်ဘာကကပ်ပါလာတဲ့ရှင်သာရိပုတ္တရာကိုရမြကမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအဖေရဲ့တာဝန်ဟာသားကြီးထမ်းဆောင်ရသဖြင့်မို့ဆင်မိုက်ကြီးကိုဆုံးမတဲ့တာဝန်ကိုတပည့်တော်တာဝန်ယူပေးရစေဘုရားမြတ်စွာဘုရားရှောင်းတော်ဘုရားရှင်ကိုတော်မြတ်ကအသာနေသာရိပုတ္တရာမင်းအသာနေသာရိပုတ္တရာနောက်ပြန်ဆုတ်သွားတယ်ရှင်သာရိပုတ္တရာနောက်ပြန်ဆုတ်သွားတော့ရှင်မောက္ကလန်ကိုတော်မြတ်ကြီးထွက်လာတယ်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့တကိုးဟာဒီနေရာမှမသုံးရင်ကိုတော်ဘယ်နေရာသွားသုံးလဲဘုရားအဲ့တော့တပည့်တော်ဒီဆင်ကြီးကိုဆုံးမပါရစေရှင်မောက္ကလန်ထွက်လျှောက်တယ်အသာနေမောက္ကလန်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကပဲတော်မူတယ်ဒါနဲ့မင်းသားတည်းရှင်နုဒုဒ္ဓထွက်လာတယ်အရှင်မကတ္တဗထွက်လာတယ်တပါးပြီးတော့မှရှောင်းနေတာတန်ဃာတော်ဘယ်လောက်သုံးဆိုရင်ရှစ်ကျိတ်တော်မဟာသာဝကတွေအကုန်လုံးမဲ့တဲ့တန်ဃာတော်ပါ80ယဟန္တာကြီးပဲအပါ80တကူကြီးမြတ်တော်မူကြတဲ့ယဟန္တာကြီးတွေထွင်ပြီးတော့မြတ်စွာဘုရားရှင်ကိုရှောက်တယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကတပါးမှလက်မခံပဲနဲ့ညင်းပယ်နေတော့ညီတော်အာနန္ဒာကစဉ်းစားတယ်တဲ့ရှေးကမဟာသာဝကကြီးတွေရှောက်နေတာမြတ်စွာဘုရားလက်မခံဘူးငါလျှောက်လဲရမှာမဟုတ်ဘူး။ကဲရှင်စိုးကြီးတတ်ရင်လဲငါ့ကိုတတ်ပါစေ။နောင်တော်ကြီးဖရာတော့အထိမခံဘူးဟဲ့ဆိုပြီးတော့ဘေသတ္တေညီတော်အာနန္ဒာကနောက်နာကနေပြီးတော့ကြပြကြထွက်လို့မြတ်စွာဘုရားရှင်မှလာပြီးတော့ရတော်မူတယ်။ဖရာကိုကြည်ညိုလွန်းလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုခြေလုံးလို့အသက်ကိုပေးနေတာညီတော်အာနန္ဒာရဲ့စိတ်ဓာတ်ဟာဘလောက်ကိုကြည်ညိုဖို့ကောင်းတော့ဆိုတာကိုကြည့်ပါသူ့မှာဘာတကူမှမရှိဘူးအာနန္ဒာဆိုတာသောတာပန်အာနန္ဒာကဘာပုဂ္ဂိုလ်လဲဒါကြောင့်မလို့သူ့မှာဘာတကူမှမရှိတဲ့အတွက်ကြောင့်မလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုတကူနဲ့မကာကွယ်နိုင်တော့လဲပဲငါအသက်နဲ့ရေးပြီးတော့ငါနောင်တော်ကြီးဘုရားကိုဒီစင်စိုးကြီးမနှင်းပါသေးနဲ့နင်းရင်နဲ့ငါနင်းပါသေးတာရင်သားငါတတ်ပါသေးဆိုတဲ့ဒီစိတ်ဓာတ်နဲ့မြတ်စွာဘုရားကြီးကထွက်ရတော့ဘုရားရှင်ကိုရောမြတ်ကစေတအာနန္ဒာမင်းနောက်ဆုံးဆန်းစေတအာနန္ဒာနောက်ဆုံးဆန်းအာနန္ဒာဘေးဖယ်မဖယ်ဘူးဘိသိအာနန္ဒာကလည်းပိဋိပိကလောက်ဒီတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကသုံးချိန်တိတိအာနန္ဒာမောင်းထုတ်တယ်မင်းဖယ်တော့အာနန္ဒာမဖယ်ဘူးအာနန္ဒာဖယ်တော့မဖယ်ဘူးပိဋိတိကတ္တတလို့အာနန္ဒာဖယ်ကွာမဖယ်ဘူးဟာဒီလောက်တောင်မဖယ်တဲ့အာနန္ဒာဘုရားကတကုန်းနဲ့နောက်ပြန်ရောက်စေဘယ်ပြန်ရောက်သွားလဲဘာနဲ့သုံးလိုက်ရတာလဲတကုန်းနဲ့သုံးလိုက်ရတာပဲပြောလို့နားမတောင်ဘုရားလည်းတကုန်းသုံးနေတယ်သုံးတာပဲကဲနောက်ပြန်ရောက်စေကွာဆိုအာနန္ဒာကလည်းနဲ့နောက်ပြန်ရောက်သွားတယ်ရှေ့ပြန်လာလို့ဘယ်တော့မှမရတော့ဘုရားကတကုန်းတော်နဲ့အဲ့ဒါအာနန္ဒာနောက်ပို့ရတယ်ဘုရားအဲ့ဒါချက်ချင်းနောက်ကိုရောက်လဲရောက်သွားတော့ရှေ့ကိုအာနန္ဒာထွက်ခြင်းနဲ့ဘလို့မှထွက်လို့မရဘူးမြတ်စွာဘုရားကတကူတော်နဲ့လှုပ်ထားတာအဲ့ဒီချိန်မှာပဲဘုရားရေဖြစ်ပုံကအမေနဲ့ခလေးဒကမကြီးကဘယ်လာလဲမသိဘူးခရီးသွားဖြစ်ဖို့များတယ်သူရာတယူပြုတ်ထဲမှာတော့မောင်းခတ်ထားတာပဲနာလာဂိရိရှင်ကြီးလွတ်မယ်ဘယ်သူမှမထွက်ရဘူးလို့အဇာတတကမင်းမိတ်နဲ့မနေ့ကညနေဆောင်တဲ့ကလိုက်អော်ထားတာပဲအဲ့ဒါဒီဒကမကြီးကရာဇဂိုကဟုတ်ပုံမပေါ်ဘူးမင်းသားခလေးလေးစီလို့အမေနဲ့သလမ်းပေါ်ကိုထွက်လာအဲ့တော့ရှင်ကြီးကလည်းပြေးလာပြီမြတ်စွာဘုရားရှင်ဒီအမျိုးသမီးကလည်းဘာလို့လို့အောင်မသိတော့သူကလည်းရောင်တောင်ဘောင်းတောင်နဲ့ရှင်ကြီးပြေးလာတာတွေ့တော့ဟာရှင်စိုးကြီးငါ့ကိုထိုးရမယ်အဲ့တော့ငါထိုးရင်ထိုးငါသားလေးတော့အထိုးမခံနိုင်ဘူးမြတ်စွာဘုရားရဲ့တကုဘုရားရဲ့စွမ်းအားဘုရားရဲ့ပါဝါအဲ့ဒါသေဘေးကငါသားလေးလွတ်ပါစေဆိုပြီးတော့ဘုရားအဲ့ဒီခလေးကိုမြတ်စွာဘုရားရှင်ပြစ်ချခဲ့ပြီးတော့အဲ့ဒါဒကမကြီးကအိမ်ထဲဝင်ပြေးတာဘယ်ထဲဝင်ပြေးတာလဲအဲ့ဒါဒကမကြီးကအိမ်ထဲဝင်ပြီးကလေးလေးကပတ်လက်ကလေးမြတ်စွာဘုရားရှင်ရင်မှာအဲ့ဒါဒီရှင်ကြီးကနာလာဂိရိကအဲ့ဒီအမျိုးသမီးထွက်ပြေးသွားတဲ့နောက်ကိုမလိုက်တော့ပဲနဲ့မြတ်စွာဘုရားရှေ့မှာပြေးချထားတဲ့ခလေးကိုပြေးတဲ့အဲ့ဒါဥတည်ပြီးတော့သတ်ဖို့လို့ပြေးလာတာ
ဒီတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကစေတနာလာဂီရိမင်းကိုအရက်16အိုးတိုက်ပြီးတော့လွတ်လိုက်တာဒီကလေးကိုတတ်ဖို့လွတ်လိုက်တာမဟုတ်ပါဘူးကွယ်ငါဘုရားရှင်ကိုရောမြတ်ကိုတတ်ဖို့ပါစေတတတ္တိရှိရင်ဒီကိုလာမဆိုင်တဲ့ကလေးကိုလွယ်မသွားပါနဲ့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီလိုမိန့်တော်မူပြီးတော့ပြေတတ်တဲ့တတ္တဝါတွေပေါ်မှာဖြန်နာတဲ့မေတ္တာကိုခဏလေးပြန်ရုပ်သိမ့်ပြီးတော့နာလာဂိရိဆင်ကြီးကိုဘုရားရှင်ကိုရောမြတ်သည်ဩဒိတမေတ္တာတဲ့တင်းချမေတ္တာပို့တယ်အရာကောနာလာဂိရိဆင်ကြီးလာရထိုကခါလာ၌ဘဂဝါပုံ၆ပါးတည်းဘုရားရှင်ကိုရောမြတ်သည်ဝါမေတ္တာစွမ်းအားမြတ်တရားကိုပွားများမြင့်တဲ့ဘုရားရှင်ကိုရောမြတ်ကြီးသည်နာလာဂိရိဟာထေနာလာဂိရိမရှိကြောဤရှင်သောကြီးကိုမေတ္တာစိတ်တေနမေတ္တာစိတ်မြအေဒါဖြင့်ခရီကောင်းစွာမသွေပေါ်လွတ်တော်မူလိုက်ပါပဲသတည်းတလောကလုံးကိုဖြန်ပြီးတော့ပို့ထားတဲ့မေတ္တာကိုခဏလေးပြန်ရုပ်သိမ့်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်သည်နာလာဂိရိဆင်တကောင်နဲ့ပေါ်မှာစိုက်ပြီးတော့ပို့တယ်တဲ့မေတ္တာဓာတ်အေးရိတ်ကိုရောက်သွားတာနဲ့တပြိုင်နက်တည်းပြည့်တတ်တယ်ဆင်သိုးကြီးအမှုပြေသွားတယ်မေတ္တာကအေးမေတ္တာကဘာလဲအရက်ကဘယ်လိုသိသူတို့လည်းရမ်းတုံတယ်နောက်ကနေမှေးလိုက်နောက်ကနေမင်းလည်းအရက်ကအပူပါဖေးဟုတ်တယ်တရားဟောတယ်တရားနာဆိုတာဒီလိုပဲတရားဘုန်းကြီးဟုတ်လားဆိုဟုတ်ပါတယ်ဖေးမှန်လားဆိုမှန်ပါတယ်ဖေးအရှင်းပြေလို့ဖြေရတာဟုတ်တယ်မလားဖေးသားကြီးအရှင်းပြေလို့ဖြေရတာအဲ့ဒါဘုန်းကြီးဟိုအေယာဝတီတိုင်းနဲ့တရားသွားဟောတော့လေဟိုပုဂ္ဂလေးဟိုငပိကြောင်နာကိပြီးတဲ့ကြီးသွားဟောတော့ဘုန်းကြီးကမေးတယ်တရားနာပရိသတ်ညဘက်တရားဟောတော့ဟဲတရားနာပရိသတ်ကြီးရွှေရှိသလားဆိုမှန်ပါတယ်မရှိပါတယ်ဖေးဖေးရမှာဟုတ်တယ်မလားငွေရှိသလားဆိုရှိပါတယ်ဖေးဒါမှတရားကရှေ့ဆက်သွားလို့ရရွှေရှိသလားမရှိပါဘူးဗျာဟဲ့မရှိအောင်ဘုရားကလို့နာကင်းတော့ပါကုန်တယ်အဲ့တော့ तू ကတရားဘယ်လိုလုပ်ဆက်ဟောတယ် तू ကရှိရပိတ်ထားတော့ရှိပါတယ်ဗျာဆိုမှဟောလို့ရမှာလို့အခုလည်းဘုန်းကြီးတို့ပြည်သားပေါင်းတို့ကမေတ္တာကဘာတော့ဆိုအေးပါဗျာအရက်ကဘာတော့ဆိုမသိပါဗျာတို့ဒီကတရားဘယ်လိုဆက်မလဲအဲ့တော့အရက်ကဘာတော့ဆိုတော့တို့ပြည်သားကဖြစ်နေတဲ့အပူပါဗျာဟုတ်တယ်အရက်ကအပူပဲပြည့်တိုင်းဒေါသကလည်းအပူပဲအရက်ကြောင့်ပူတာကတစ်မျိုးဒေါသကြောင့်ပူတာကတစ်မျိုးအပူသေးကြီးကိုပြည့်တိုင်းမြတ်စွာဘုရားသည်မေတ္တာအေဒပို့တယ်တဲ့အဲ့ဒီမေတ္တာမျိုးကိုဩဒိဋ္ဌမေတ္တာဗာမေတ္တာတဲ့လေမေတ္တာဆိုတာကြိုင်မွေးတဲ့အခိုင်လေးနဲ့ပန်းနေလို့လေအောက်လေညာပဲမရွေးဘူးတကယ်မွေးတယ်ပြင်မဲ့ဆိုတူငါမှန်တယ်များတော့ပညာဆင်ညာနေတိုင်းကိုမေတ္တာအကျိုးဂုဏ်တွေကိုပြည့်ဖြိုးရစေလို့အဲ့ဒါကြောင့်ပညာဆင်ညာမေတ္တာပန်းကိုင်ကိုတဲ့နေတိုင်းဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတော့ဩဒိဋ္ဌမေတ္တာနောဒိဋ္ဌမေတ္တာစုဆိုင်တယ်လေပို့ရတယ်ဖြန်ပြီးတော့လေပို့ရတယ်မေတ္တာပန်းနဲ့ဘာပန်းနဲ့လဲဒါကြောင့်ဘုန်းကြီးတို့တိတိကိုဆရာဘုရားကြီးတို့လေပလင်မော်တက်လာပြီဆိုလို့ရှိရင်ကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်သည်သုံးရှင်ပြုံးကြပါစေတို့မေတ္တာစွမ်းကဘာလွမ်းငြိမ်းချမ်းကြပါစေအဲ့ဒါတိုင်လို့ပြီးနေပြီရောမေတ္တာနိသကရောလောကေသမ္မာပတုသုခံကရောမေတ္တာတိရလရံတိဒုက္ခံတုဘုဒ္ဓိတာပဇာမေတ္တာပို့မလုပ်တာလေရဆက်မျက်နှာအနန္တစัจ java လားအနန္တတတ္တဝါတွေဖေးကသိငြိမ့်သေးဖို့လို့ဆိုပြီးတော့အဲ့ဒါဆိုကြီးကမေတ္တာပို့ပြီးတော့မှဓမ္မပလင်ဖွဲ့တာအဲ့ဒါဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတော့လေအမေအိမ်မှာမေတ္တာပို့ရတယ်စူးစူးဆိုင်ပို့ပေးရတယ်ဖြန့်ပြီးတော့ပို့ရတယ်မေတ္တာဆိုတာကွက်ကြားမလို့ရဘူးတဲ့ဖြန့်ပို့ရတယ်ဘာပို့ရလဲအကုန်လုံးကိုဖြန့်ပြီးတော့ပို့ရတယ်အဲ့ဒါရှေ့တုန်းကဘုန်းကြီးတို့ပြည်သားတွေမေတ္တာသမားတယောက်ပေါ့ဒကာကြီးကမေတ္တာပို့တယ်မေတ္တာနေတိုင်းအဲ့ဒါမေတ္တာပို့နာမည်သိကြီးတာ
နာမည်သိကြီးတဲ့မေတ္တာဘုရားမိုင်းတနေ့ကျတော့ဘာဖြစ်လဲနေမကောင်းဖြစ်တဲ့နေမကောင်းပြီးတော့လူအစားသောက်တွေပြဲပြီးတော့လူကနှုံနှုံချီချီနဲ့အာရင်ကသိမရှိဘူးအာရင်ကသိပြီးတော့တိုက်တယ်မြစ်ထဲဆင်းပြီးတော့ရေချိုးမှပဲဆိုပြီးတော့လန်းလန်းဆန်းဆန်းဖြစ်သွားအောင်ဆိုပြီးတော့အဲ့ဒါမြစ်ထဲရေလာချိုးတာအဲ့ဒါသူကလည်းရိုက်တိရိုက်တိုင်းနဲ့အာကသိမဖြစ်ဘူးအဲ့ဒါမြစ်ကမ်းနာပရိသတ်ဘာသွားတယ်လက်ကြီးတဲ့ကောင်သွားတွေ့တယ်ဘာသွားတွေ့တယ်လက်ကြီးတဲ့ကောင်သွားတွေ့တော့ဩနလန်ထတာလက်သားစားရရင်ကောင်းမယ်ဘာသာစားရကောင်းမလဲမေတ္တာသမားကဘာစားခြင်းလဲလက်သားစားရရင်ကောင်းမယ်အနိနာကြီးတော့လည်းဘယ်သူမှမရှိတော့ကာယငါဒီလက်ခံတော့လည်းဘယ်သူမှသိမှာမဟုတ်ဘူးဆိုပြီးအဲ့ဒါလက်နောက်ကိုလိုက်တာပြေးတယ်လက်နောက်လက်ကရေထဲဆင်းနေပြီဆင်းတယ်အဲ့ဒါသူကလည်းတခါတကောနောက်ကနေလိုက်တော့အဲ့မှာချော်လဲပြီးတော့လက်ချောင်းတစ်ဖက်ဖမ်းပြီးတော့လက်ကလည်းရေထဲဆိုတော့ရက်ပြီးတော့ဆင်းသူကလည်းအာမရှိဆိုတော့လက်ကလည်းလက်ကြီးပုံရပါတယ်အဲ့ဒါတခါလည်းရက်ကန်နဲ့လက်ကဆင်းသူကလက်ကိုတင်းဆွဲဆိုတော့နောက်ပိတ်ဆုံးပြေးတယ်လက်ကိုဖမ်းပြီးတော့မပေါ်ဘူးလက်ကအားကောင်းနေတော့အဲ့ဒါတခါကြီးကဂိုင်းဖမ်းမမိမဲ့အတူတူတော့ဟဲ့လက်ကြီးနဲ့တခါလို့ငါဆယ်ကလို့တဲ့လှုပ်ပေးလိုက်တယ်လှုပ်ပုံနဲ့တခါလို့တယ်ငါဆယ်ကလွတ်တယ်အဲ့ဒါငါလှုပ်ပွဲတွေပါတယ်လေအဲ့တိုင်းပဲဘုန်းကြီးတို့ပြေးတာငါလှုပ်ဆိုလို့ရှိရင်ဒီဝိဒဒါနအဘယဒါနသွားလွတ်တာမဟုတ်ဘူးအဲ့ဒါဗဇက်ကပြောသေးတယ်နဲ့တခါလို့ငါဆယ်ကလွတ်တယ်မတရားတာကြီးကြည့်အဲ့ဒီတွေကမေတ္တာကမပါဘူးနေ့တခါလို့90ကလို့ဆိုတော့ကိုပဲ90ဘဝရောက်ရတော့မလို့မပြောကောင်းဘူးပြောလဲမပြောနဲ့မေတ္တာပို့ပြီးတော့ဘေးရကင်းပါစေချောချောမမနေသွားခြင်းနဲ့ခီရောက်ပါစေသွားဟဲ့ဆိုလှုပ်ပေးလိုက်ရမှာဇိဝိဒဒါနအဘယဒါနဒီလိုလှုပ်ရတာအဲ့ဒါတချို့ကငါလှုပ်ပွဲဆိုငါဦးတွေကောင်းမရွက်ပြီးတော့ဟိုလိပ်ပြန်ကနေကြပါပြောတယ်နေ့တခါလို့90ကလို့နေ့တခါလို့90ကလို့ဆိုတော့ကိုကပဲ9ဘဝ10ကပဲရောက်ရတော့မလို့ဘာလို့အဲ့ဒါစုမတောင်းကောင်းမသွားမတောင်းနဲ့မေတ္တာပို့ပြီးတော့လှုပ်ပေးအဲ့ဒါဘုသူတော်တရားမေတ္တာနဲ့ပတ်သက်ပြီးတော့အဲ့ဒါတော်တော်များများရှိတယ်ဘေးသားရာဇဝင်အကြောင်းလေးတွေကအဲ့ဒါအမိုက်တွေပုံနာတယ်တောင်ပွန်းထဲမှာအမိုက်တွေပုံနာပြီးတော့ဘာလို့လဲလက်ခံကြမှာမီးရှို့မယ်ဆိုပြီးတော့အဲ့ဒါနေတဲ့အခါကျတော့မနေ့မိုးလင်းတော့ဘုသူတော်ကဒုတ်လေးတစ်ချောင်းကန်ပြီးတော့မီးလာရှို့တယ်အမိုက်ပုံမီးလာရှို့တဲ့အခါကျတော့ဒါကလည်းပြောသေးတယ်ဟဲ့ဒေယဘုကမောကောင်တွေထွက်ကြဟဲ့ဘုကမောကောင်တွေထွက်ကြကြမှာချမ်းသာကြမှာထွက်ကြတော့ငါမီးရှို့မလို့ဘုသူတော်ကဘယ်သူကပြောတာလဲဘုရားဘုသူတော်ကအဲ့ဒါထွက်ကြထုံးနဲ့ဟိုချောင်းတစ်ချောင်း၆သေးတယ်ထွေငါမီးရှို့တော့မယ်တတ္တဝါတွေချမ်းသာကြပါစေနော်ငါအပြစ်မပါဘူးနော်ထွက်ကြနော်ပြောရင်ဆိုရင်မီးရှို့ပါဘုရားမီးရှို့တော့အထက်မှာလက်တကောင်မှဘယ်တော့မှဝင်နေမှမသိဘူးလေအဲ့ဒါလေကြီးကကားနဲ့ထွက်လာတော့ဘုသူတော်ကလက်တွေ့တော့ဟာလက်သားမစားရတာကြာပြီအဲ့တော့လေကြီးကကားနဲ့သူကထွက်ကြလက်ကထွက်လာတာပေါ့အဲ့ဒါထွက်လာတဲ့အခါကျတော့ဘုသူတော်ကဘာပြောလဲဟဲ့တဲ့အဲ့ဒီထဲနေမပါဘူးပြန်ဝင်လက်ကိုတပြည့်သေးနဲ့ပြန်ထိုးထည့်တယ်လက်မိဖုတ်သားတာဥသူတော်လို့ပေါ့အဲ့ဒီမေတ္တာမျိုးကလည်းပြေးတယ်အဲ့ဒါကွက်ကြားမေတ္တာတဲ့ဗာမေတ္တာတဲ့လေအရေးကြုံလာတဲ့အခါကျတော့မေတ္တာလည်းမပို့နိုင်ဘူးမေတ္တာလည်းမထားနိုင်ဘူးဒါကိုကွက်ကြားမေတ္တာလို့ခေါ်တဲ့ခုဘုရားရှင်ကိုရောမြတ်ကတော့အနန္တမေတ္တာတတ္တဝါတွေပေါ်မှာပွတ်လို့ထားတဲ့မေတ္တာခဏလေးယုံသိပြီးတော့ဩဒိတမေတ္တာတဲ့နာလာဂတိရှင်ကြီးကိုပို့ပါတယ်ပို့တဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့မေတ္တာတအိယာကိုရောက်သွားတဲ့တပြိုင်နက်တည်းစေစိုးကြီးအမှုပြေသွားပါတယ်စိတ်ထဲမှာလည်းကြည်လာတယ်စိတ်ကြည်လာတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုအာကိုလွန်းလို့မြတ်စွာဘုရားရှေ့တော်နာကိုလာပြီးတော့အမိအောက်ချနှံပေါင်းအောက်ချနေရွယ်ကြီးကုန်ပြီးတော့မတ္တန်ဆုံးရနေပါတယ်ဒါနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကမနောကမေတ္တာနဲ့အားမရသေးပဲနဲ့ကာယကမေတ္တာဝစီကမေတ္တာတဲ့ကာယကမေတ္တာနဲ့ဘယ်လိုသုံးလိုက်သလဲရှင်ကြီးကိုပရိသတ်တည်းလက်ရလက်တော်ဖြင့်နာလာဂိရိရှင်ကြီးရဲ့ဥခေါင်းတော်ကိုဘုရားရှင်ကိုရောမြတ်သည်တတ်ပေးတယ်တဲ့အသားရပုတ်တတ်ပေးတယ်နှုတ်တော်ကလည်းပဲမေတ္တာအပြည့်ဝတဲ့တရားစကားကိုအဲ့ဒီမှာခေါ်ပါတယ်မာကုံစရနာကမာသတော်ဒုက္ခံဤကုံစရနာကမာတတော်နာဟိနာကဟာတန္တရာဂုံတင်္စသုဂတိဟောတိဣတောပရယတောကုံစရဩနာလာဂိရိရှင်ကြီးနာဂမကောင်းမှုကင်းငါကဲ့သို့သောဘုရားဆိုတဲ့ရှင်မင်းကြီးကိုမာအတတော်မြင်းစဲလိုတဲ့စိတ်နဲ့မချင်းကပ်ပါလေနဲ့
ကုသရာဩနာလာဂိရိရှင်မင်းကြီးနာဂမကောက်မှုကင်းငါကဲ့သို့သောဘုရားဆိုတဲ့ရှင်မင်းကြီးကိုအတ္တတော်ညင်းစေလိုတဲ့စိတ်နဲ့ချင်းကချင်းသည်ဒုက္ခဟိဆင်းရဲခြင်းအကြောင်းသာဖြစ်ပါပေ၏ကုသရာဩနာလာဂိရိရှင်ကြီးနာဂတဟတတမကောက်မှုကင်းငါကဲ့သို့သောရှင်မင်းကိုနှိမ့်စေညင်းစေလိုတဲ့ပုဂ္ဂိုလ်တဲ့ဤတော်ဤဘဝမှာပရံတမလွန်ဘဝသို့ရတော်သွားရသည်ရှိသောဒုက္ခတိကောင်းသောဘဝသို့ရောက်နိုင်ခြင်းသည်နာဟိဟောတိဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဣတိဧသောဘဂဝါမေတ္တာစွမ်းအားကိုပွားမြတ်ဘုရားရှင်ကိုရောမြတ်ကြီးကဣဒဝတိကောင်းသောမသွေဟောကြားတော်မူလိုက်ပါပဲတည်းဘုရားဝါသခင်ဘုရားရှင်ကိုရောမြတ်ကြီးကနာလာဂိရိဆင်ကြီးကိုမောင်နာလာဂိရိတဲ့မင်းလည်းနာခအမည်ရတဲ့ဆင်မင်းကြီးပဲငါဘုရားရှင်ကိုရောမြတ်လည်းပဲနာခငါဘုရားလည်းဆင်မင်းပဲဘုရားကကိုတော်ကိုဆင်နဲ့ဥပမာပေးလိုက်တာဘာနဲ့ဥပမာပေးလိုက်တာအဲ့ဒါဘုန်းကြီးတို့ဒေသနာတော်မှာမြတ်စွာဘုရားကြီးကိုတော်တိုင်းဥပမာပေးတာတွေတခါတခါတိဟဘုရားကငါရှင်တိမင်းပဲတခါတခါမြတ်စွာဘုရားကြီးငါဒီဆင်မင်းကြီးပဲလို့အဲ့ဒီလိုဆင်နာလေတဲ့ချင်းချင်းပြောလို့ရှိရင်မင်းလည်းဆင်ငါလည်းဆင်ပဲမြတ်စွာဘုရားကငါကကိလေသာတွေကိုပယ်သထားတဲ့နာဂလို့ခေါ်တဲ့ဆင်မင်းကြီးဖြစ်တော်မူတယ်ငါကဲ့သို့သောနာဂအမိရတဲ့ဆင်မင်းကြီးကိုဟဲ့နာလာဂိရိရှင်ကြီးမင်းတပ်ပုံကြီးတယ်မယ်လို့စိတ်မကူးနဲ့ဖြစ်တာသူတော်ကောင်းကိုပြည့်မှန်းရင်မင်းဘဝအဆက်ဆက်ဒုက္ခတွေ့တတ်တယ်လို့ဒီဒေသနာတော်ဟောတာကိုင်ပေတိုင်းအဲ့ဒါလိုက်ဆိုသမှာသူတော်ကောင်းကိုညင်းစေလို့ညိုညင်းဆင်းရဲရသူတော်ကောင်းကိုညင်းစေလို့ညိုညင်းဆင်းရဲရဘဝကောင်းတွေလက်လွတ်ချေရှုံးလေမြတ်ဒုက္ခဘဝကောင်းတွေလက်လွတ်ချေရှုံးလေမြတ်ဒုက္ခသူတော်ကောင်းကိုညှင်းစေရင်ညှို့ညင်တတ်တယ်ပင်မတတ်တယ်ဆင်းရဲတတ်တယ်ဒုက္ခရောက်တတ်တယ်ဒါကြောင့်ငါသားစိတ်ကောင်းလေထားပြီးတော့နေသားမှာကွယ်ငါတိရစ္ဆာန်ပဲဆိုပြီးတော့စိတ်အားမယုတ်ဆမ်းမနဲ့ကွာတဲ့မင်းအားမငယ်နဲ့ပညာရှိသူတော်ကောင်းတွေနဲ့တွေ့ကြုံခွင့်ရရင်ရှစ်တက်ဖို့လမ်းပွင့်သွားပါပြီလို့မြတ်စွာဘုရားရှင်ကိုရောမြတ်သည်ဟောတော်မူတယ်ဆင်ကြီးငြိမ်ပြီးတော့ပြေးတိုက်တရားနာနေတယ်တိရစ္ဆာန်ကလူစိတ်ပေါက်သွားတာတိရစ္ဆာန်ကဘာစိတ်ပေါက်သွားတာတိရစ္ဆာန်ကလူစိတ်ပေါက်သွားတာတဲ့ပြေးတိုက်ဆင်ကြီးငြိမ်နေတော့မှဟောခေါင်ဘောတစ်ပင်ဘောကလူတွေဆင်းလာပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ထံမှာဝိုင်းပြီးတော့အကုန်လုံးတရားနာကြတယ်တဲ့ဒီတော့မှဘုရားရှင်ကိုရောမြတ်ကမာသမရောမာသပမာရောနာဟိပမာရံသုကတိဇဝန္တိတေတွင်ညေဝတတ္ထကရိတတိယေနတံသုကတိကမိတတိဒါကလူတွေကိုဟောတဲ့တရားဘယ်သူကိုဟောတဲ့တရားလဲလူတွေကိုဟောပြီလို့နာလာဂိရိဆင်ကြီးလည်းအနားမှာရှိနေတဲ့အတွက်ကြောင့်မလို့ကုံစရဩနာလာဂိရိဆင်ကြီးမာသမရောမမူးလိုက်ပါနဲ့ကွယ်မာသပမာရောကောင်းမှုကုသိုလ်တရားတွေကိုမမေ့မလျော်မပေါ်ဆန်းလိုက်ပါနဲ့ကွယ်ဟိမှန်လားပါပဲပမာရာကောင်းမှုကုသိုလ်၌မေ့လျော်ပေါ်စားကြကုန်သောတေထုတတ္တဝါတို့သည်ဒုက္ခတေကောင်းသောဘဝသို့နာဟိဝတန္တိမရောက်နိုင်ရလေကုန်ကုံစရအိုနာလာဂိရိဆင်ကြီးရေနာအကျင့်ကောင်းမှုဖြင့်ဒုက္ခတိန်ဒုက္ခနိဘဝသို့တွင်ကြီးဝသင်နေသာလျင်ကမိတတိလာရောက်ရပေလိမ့်မယ်ဒါကြတံပုံညာတော်ကုသိုလ်ကောင်းမှုတရားကိုတွင်ကြီးဝသင်နေသာလျင်ကရိတတိပြုရပေလိမ့်မယ်ဤနည်းသောဘဂဝါဘုန်းတော်၆ပါးတန်ဘုရားရှင်ကိုရောမြတ်ကအဝါစာကောင်းစွာမဲ့သွေမိန်ကြားတော်မူလိုက်ပါပဲတည်းဒီတရားကလူတွေပါတတ်ဆိုင်သွားအောင်လို့ဘုရားရှင်ကိုရောမြတ်ကဟောလိုက်တာတဲ့ကုသိုလ်မမေ့နဲ့ဗာမမေ့နဲ့လေ
ကုသိုလ်မမင်းနဲ့ကုသိုလ်မေးရင်ကောင်းတဲ့ဘဝကိုမရောက်နိုင်ဘူးတဲ့ကိုယ်ဘဝကောင်းကိုရောက်ဖို့လို့ကိုယ်ကုသိုလ်ကပဲကိုယ်ကိုကယ်တင်သွားမယ်တဲ့မိဘရဲ့ကုသိုလ်နဲ့သာသမီဘဝကောင်းကိုမရနိုင်ဘူးတဲ့ရနိုင်သလားအေးသာသမီလှုပ်တဲ့ကုသိုလ်တွေလည်းပဲပြည့်တတ်တယ်မိဘတွေဆိုတာမရနိုင်ဘူးတဲ့ကိုယ်လုံးမှကိုရတယ်ဘယ်သူလုံးမှဘယ်သူရကဲအဲ့ဒါလေးကြည့်လိုက်ပေါ့ဒီနေ့ဥပုသ်လာစောင့်နေဥပုသ်လာစောင့်နေအမေအတွက်သမီးဥပုသ်သွားစောင့်ပေးမယ်ဆိုကြောက်ဥပုသ်လာစောင့်တယ်အမေကအိမ်ညာနေခဲ့တယ်ဒီဥပုသ်စောင့်တဲ့ကုသိုလ်အမေရလားမရဘူးကိုယ်သီလကိုထိန်းတာကိုယ်သီလဘယ်လိုထိန်းရလဲကိုယ်သီလကိုထိန်းတာအမေကထိန်းမှမထိန်းဘူးအမေဘယ်လိုကုသိုလ်ရမလဲဝိပဿနာတရားထုတ်လဲဒီတိုင်းပဲအမေတရားမထုတ်နိုင်လို့တဲ့အမေကုသိုလ်ရအောင်သမီးကအားထုတ်မယ်တဲ့သမီးပဲညံတက်မှာပေါ့အမေကဘာညံမှမတက်ဘူးတက်ပါမလားမြေသားရေအေးဒါကြောင့်မို့လို့ကိုလှုပ်တဲ့ကုသိုလ်နဲ့ပဲကိုယ့်ဟာကိုသွားရမှာဒါကြောင့်ကိုလန်းကိုရှင်းပြီးတော့စိတ်ကောင်းလေးထားပြီးတော့ကြိုးစားပါလို့ရှင်ကြီးကိုလည်းဆုံးမရရအောင်ပါဝန်းကျင်မှာရှိနေတဲ့လူများစွာအတွက်လည်းပဲသက်ဆိုင်သွားအောင်ဝိပဿနာတရားတွေပြအပ္ပမာဒအခြေခံဟောလိုက်တော့ပါဝန်းကျင်မှာရှိနေတဲ့လူတွေ74,000လူပေါင်း74,000တို့သည်ဓမ္မပိသမယကြွတန်းဝင်လို့မဲ့ညာဘုံညာကိုကောင်းစွာမသွေမျက်မှောက်ပြုတော်မူကြလေကုန်မည်တကားရှင်ကြီးလိမ်မာသွားပြီတဲ့နှာမောင်းနဲ့မြတ်စွာဘုရားရှင်ရဲ့ခြေတော်ကဖုံတွေကိုယူပြီးတော့ခေါင်းပေါ်ကိုကျဲချတယ်ဘုရားရှင်ကဖုံတွေယူပြီးတော့သူ့ခေါင်းပေါ်သူကျဲချအဲ့ဒီအမူအရာကိုလူတွေမြင်ကြတော့ပိဿာရှင်ကြီးကိုကြည်ညိုလွန်းလို့လူတွေကရှင်မကြောက်တော့အနာကပ်လာပြီးတော့ခါတဲ့သူတို့ခန္ဓာကိုယ်ထဲမှာဝတ်လာတဲ့လက်ဝတ်တန်းတာယရနာတွေပြစ်ချပြီးတော့ပေးအဝတ်စားတွေပြစ်ချပြီးတော့ပေးရှင်ကြီးတကုံလုံးဟာယရနာတွေစုပုံပြီးတော့ရှင်ကြီးရဲ့ခန္ဓာကိုယ်ပေါ်မှာစိန်ရွှေငွေတောက်တံဗရမများလက်ဝတ်ယရနာတွေဖြစ်သွားတယ်တဲ့ဒါကြောင့်အဲ့ဒီရှင်ကြီးနာလာဂိရိဆင်ဆိုတဲ့နာမည်ဆိုကြီးပြောင်းပြီးတော့ဒဏပါဠဆင်တော်တဲ့ဘာဆင်တဲ့ဒဏပါဠဆိုတာဥစ္စာပစ္စည်းတွေမြောက်များစွာကိုစောက်ရှောက်ထားသောဥစ္စာပစ္စည်းမြောက်များစွာရှိသောရှင်ကြီးလို့ပေးသားရဲ့အဲ့ဒီမှာနာလာဂိရိဆင်နာမည်ပြောင်းလို့ဒဏပါဠဆင်တော်တဲ့အမည်သမုတ်ကြတယ်အဲ့တော့ဘေးလိုက်ဒီလူတွေသုံးဆောင်တဲ့ဒီလက်ဝတ်တန်းစာယရနာတွေကရှင်ကြီးတွေအာကိုးစရာတကယ်စစ်မဟုတ်ပါဘူးတကယ်အာကိုးစရာကဘုရားတရားသံဃာရှင်ကြီးရဲ့အာကိုးစရာကဘာတဲ့လဲဘုရားတရားသံဃာနဲ့ဒီသာသနာတော်ကြီးပဲဖြစ်ပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကစိတ်တော်ကနေပြီးတော့ဒိဋ္ဌံလိုက်တယ်ဘုရားကကိုင်နာလာဂိရိရှင်ကြီးကိုကြည်ညိုလွန်းလို့ပေးထားတဲ့လက်ကောက်တွေဆွဲကြိုးတွေလက်စွပ်တွေအဝတ်တန်းစာယရနာအားလုံးဟာပိုင်ရှင်နဲ့လက်ထဲကိုပြန်ရောက်ပါသေးသည်လို့ဒဏပါဠဆင်လို့အမည်လဲရလဲရပြီးတော့ရှင်ကြီးခန္ဓာကိုယ်ပေါ်မှာတင်းနေတဲ့လက်ကောက်တွေဆွဲကြိုးတွေပတိတွေနှောင်းတွေလက်ဝတ်တန်းစာယရနာတွေကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကစိတ်တော်နဲ့ဒိဋ္ဌံပြီးတော့ပိုင်ရှင်နဲ့လက်ထဲကိုပြန်ရောက်ပါသေးလို့ဒိဋ္ဌံလိုက်တဲ့အခါမှာချက်ချင်းပဲယရနာပိုင်ရှင်နဲ့လက်ထဲကိုပြန်ရောက်သွားတယ်ရှင်ကြီးလိမ်မာပြီးတော့နောက်ဆုံးနဲ့ဘုရားရှင်ကိုရောမြတ်ကိုကြည်ညိုလွန်းလို့ပြေးတိုင်နောက်ဆုံးသွားတယ်တဲ့ဘုရားကြောမပေးဘူးအဲ့ဒါဆင်တော်ကမြတ်စွာဘုရားရှိခိုးသွားလှုပ်ချီပြီးတော့နောက်ဆုံးဒီလိုသွားတယ်အဲ့ဒါယဉ်ကျေးမှုတရားပဲပြေးတာအဲ့ဒါဘုန်းကြီးဟန်တန်ခါမြတ်စွာဘုရားရှိမှာအဲ့ဒါဘုရားရှိခိုးပြီးတန်ခါရှိခိုးပြီးလို့ရှိရင်လှုပ်ချီပြီးတော့အနည်းဆုံး5-6 လောက်နောက်ဆုတ်ရတယ်နောက်ဆုတ်ပြီးတော့ဟိုဘက်လှည့်သွားရတယ်အဲ့ဒါမြတ်စွာဘုရားကြီးဘုန်းကြီးဟန်တန်ခါကြီးဥချပြီးတော့လှည့်သွားရင်အဲ့ဒါရိုက်နေအမူအရာလို့ဒီလိုသုံးတယ်အခုရှင်ကြီးလည်းပဲမြတ်စွာဘုရားကြည်ညိုလို့မျက်နှာတော်နဲ့ဘုရားဖိုးပြီးတော့နောက်ဆုံးနဲ့ပြေးတိုင်းအဲ့ဒါသွားတယ်တဲ့ရှင်ကြီးလူစိတ်ပေါက်သွားတာရှင်ကြီးဗာစိတ်ပေါက်သွားတယ်လေအဲ့ဒါမြတ်စွာဘုရားရဲ့မြဲကွယ်ရောက်တော့မှရှင်သိန်းတွေကအသာယာခေါ်ပြီးတော့ရှင်သိန်းကုတ်ထဲပြန်ပို့တယ်အဲ့ဒီနေ့ကစပြီးတော့ပြေးတိုင်းအဲ့ဒီဒဏပါဠဆင်တနည်းပြောနာလာဂိရိရှင်ကြီးကသူများသက်လဲမသတ်တော့ဘူးတဲ့အရေးလဲမသောက်တော့ဘူးတဲ့ရှင်က5 ပါးသီလလုံသွားတာရှင်ကဘာလုံသွားတာလဲ
သူများတဲ့လည်းဘရောမနေစီတပ်ပြမှုမလုံးတော့ဘူးအရင်လည်းမတော့တော့ဘူးရှင်ဆိုတော့သူများပစ္စည်းလည်းခိုးရမရှိဘူးရှိသလားကာမိတုမိစ္ဆာတရကလူကျူးကိုလည်းမရှိဘူးရှင်ဆိုတော့စကားမပြောတတ်လို့လိန်လည်းမပြောတော့ဘူးသူကရှင်ကလိန်ပြောတယ်လို့ကြားဘူးလားအဲ့ဒါရှင်ကစကားလည်းမပြောဘူးလိန်မပြောတော့အဲ့ငါးပါးသီလလုံသွားတာဘာလုံသွားတာလဲငါးပါးသီလလုံသွားတာဘုရင်သားရဲ့အဲ့ဒါဘုန်းကြီးတို့များစွာဘုရားရဲ့သာသနာတော်ကအဲ့ဒီလိုအားကိုးရပါတယ်အဲ့ဒါဒီအကြောင်းတွေကိုလူတွေကဘယ်လိုဖြစ်တာလဲစုံစမ်းလိုက်တဲ့အခါကျတော့ဒေဝရနဲ့အဇာတတတို့ပူးပေါင်းတာဟုတ်တယ်မလားဘုရားကြီးဒေဝရနဲ့အဇာတပူးပေါင်းပြီးတော့အဲ့ဒါဖြစ်တဲ့သိတဲ့အခါကျတော့နန်းတော်ထဲဝင်လို့ဆန္ဒပြနန်းတော်ထဲဝင်လို့ဘာလုပ်လဲနန်းတော်ထဲဝင်ပြီးတော့ဒီရှင်မြင်းကြီးလည်းပါတယ်ဘုရားရှင်နဲ့တိုက်တာဆိုပြီးတော့အဲ့ဒါများစွာဘုရားဆွေเจ้าတော်ပြန်လူတွေကနန်းတော်ထဲဝင်ဆန္ဒပြတော့ဘုရားကြီးအဲ့ဒီမှာဒေဝရကိုပစ္စည်းလေးပါထောက်ပါမယ်ဆိုလို့ရှိရင်လက်နဲ့ဆွဲပြီးတော့တိုက်မယ်လို့အဲဒီလိုတကားတဲ့လူတွေကအဇာတတသွားပြောတော့အဇာတတလည်းလူလူဆန္ဒအရာပရိသတ်ဒေဝရကိုပစ္စည်းလေးပါမထောက်တော့ဘူးတဲ့အဲ့ဒီချိန်ကစပြီးတော့ဒေဝရလည်းလက်ပိတ်သွားတာဒေဝရလည်းဘာဖြစ်သွားလဲလက်ပိတ်သွားတာပရိသတ်ရဲ့အဲ့ဒါမြတ်စွာဘုရားကျောင်းတော်ရောက်တဲ့အခါကျတော့အဲ့ဒီမှာတရားဓမ္မတွေကဘာလို့လဲဆွမ်းအစင်နဲ့ချက်ထားပြီးသားအကုန်လုံးအဲ့ဒါဘုရားဆွမ်းလာကတ်ကြတာဆွမ်းလာကတ်တော့မှအဲ့ဒါမြတ်စွာဘုရားဒီကိုရောမြတ်ဒီနာလာဂိရိရှင်ကြီးကိုဟောတဲ့တရားဘုရင်တိုင်းအဲ့ဒီမှာပြန်ပြီးတော့တခါဝေလုံးကိုရွှေကျောင်းတော်မှာပြန်ဟောပါတယ်အဲ့တော့ရှင်ကြီးလည်းပဲဘုရင်တိုင်းပဲပြန်လဲနန်းတော်ပြန်တယ်ရှင်ကြီးလည်းပဲပြန်လဲရှင်တဲ့ကုတ်တဲ့ပြန်တယ်အဲ့ဒါဘုရားရှင်ကိုရောမြတ်ဒီနာလာဂိရိရှင်ကိုအောင်တော်မူကံတရားအောင်ခြင်း၈ပါးဒဇံတောင်ငါးလုံးကာခိုးတဲ့ရာဇယုလမ်းမှသို့ဆွမ်းရဖို့မြန်ကြွတော်မူသည်တို့ဘုရားရှင်ပရမေဘဂဝါကိုလားအသေးသမဲ့ဟဲ့လို့ဒေဝရဆက်ရနဲ့အဇာတသတကတို့ကမာနပမအစိုးတရားရှင်ထိုးလိုက်ကိုဒုံရိုက်ခါသွင်းနာလာဂီရိဆိုတဲ့ရှင်မင်းကြီးကိုလည်းပဲဇိနောဇယံယခင်ခေတ်ကဘာအလီလီကအစင်မကွာမိခဲ့ရပါတယ်မေတ္တာပါရမီဒီဟူသောတရားဓမ္မဖြင့်ဘုရားကနိုင်ပြီမေတ္တာရဲ့ဘုရားကပိုင်ပြီတို့ဘုရားကပင်အောင်မြင်တော်မူခဲ့ပါပြီတည်းဆိုလိုက်ပါနာလာဂီရိမြည်ရှိကျေညာကျန်တန်စွာလမြင့်မြတ်စင်ပါမုံယိုရမှုယူတဲ့အခါမြတ်ဖယားတန်ညာစေလို့ရှာတတဝါမြတ်တနာကျင်နာယာဟုလာသာမချမှန်သွားဗုဒ္ဓမြတ်ဘုရားထားတဲ့မေတ္တာသင်ပြောင်းကြီးအပြီးဖြစ်လျက်လားမူမိုက်ပြေပြောက်ရှေးမောက်တော်မှာလူလိုတိညာသုံးပါးယရနာသာသာဘာဝဥချာနေရှာအခေါင်နေအောင်ခြင်းမင်္ဂလာသင်မေယံဆိုဖြတ်ချိုးအောင်မြင်ဘုံတော်ရောက်လျံအောင်ပန်းသခင်လက်စုံမို့လို့ရှိခိုးဥတင်အောင်စေကြောင်းသူတောင်းပနာ